warmly welcome to Haraso channel အားလုံးပဲမင်္ဂလာပါရှင် Haraso channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့အမေဖတ်ပြပေးမှာက self improvement reading ပေါ့နော်ကိုတိုးတက်ဖွံ့ဖြိုးလာအောင်ဘာတွေကိုစာရမလဲဘာတွေကိုရှောင်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်ဒီနေ့ release လေးကပေါ့နော်မေလအတွက်အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာကျွန်တော်ဖိုင်လေးသုံးခုထားရပါတယ် this is file number 1အလေးက file number 2ဒါလေးက file number 3ပါနော်ဖိုင်လေးတို့ရေးတဲ့အခါမှာခါတိုင်းလိုပဲကိုယ့်ရဲ့စိတ်ထဲမှာပထမဆုံးရွေးချယ်စိတ်ဖြစ်လာတဲ့ဖိုင်လေးကိုရွေးပေးရမှာဖြစ်ပါတယ်တချို့အတွက်ကကြတော့အမြင်အာရုံထဲမှာနည်းဆုံးပေါ့နော်ရွေးချယ်စိတ်ဖြစ်နေတဲ့ဖိုင်လေးကိုရွေးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့အမတို့ဒီ self improvement video လေးမှာဒီနေ့အတွက်ကတော့အမတို့မိကုန်းလေး၃ခုကိုအဓိကထားပြီးပြင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ရှေ့ရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဘာလို့ဆောင်ရမလဲရှောင်ရမလဲပေါ့နံပါတ်1မိကုန်းလေးကနံပါတ်2ကကြတော့ဒီပေါ်များကြော်ရမှုအဖက်ဖက်မှာပေါ့နော် abundance energy မျိုးပေါ်များကြွယ်မှုရလာဘာလို့စောင်းရမလဲဘာလို့ရှောင်ရမလဲပေါ့နံပါတ်3ကကြတော့ကိုယ့်ရဲ့ဒီအပေါင်းအသင်းကဏ္ဍမှာပို့ပြီးတော့အဆင်ပြေချုံးမိလာတာဘာလို့စောင်းရမလဲဘာလို့ရှောင်ရမလဲအစရှိတဲ့ဖြစ်ပေါ့နော်ကက်ကလေးတွေကိုအသုံးပြုပြီးအမျိုးဖတ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ self improvement reading ကအမျိုးရှိမှာပေါ့နော်ဒီလစဉ်လတိုင်းပို့ပေးတဲ့ပေါ့ service လေးလည်းရှိပါတယ်တစ်နှစ်စာပေါ့နော်12 months အတွက်တစ်နှစ်လုံးအတွက်ဝယ်ယူထားရဲဆိုတော့3လတစ်ခါ3လsorryရက်30တခါရက်30တခါပေါ့နော်တစ်လတစ်ခါအမျိုးဖတ်ပြီးတော့ပို့ပေးပါတယ်နော်အဲ့တော့အမျိုးစပြီးတော့ဖိုင်လေးကိုရွေးလိုက်ကြမယ်နော်file number 1ဒီ rose quartz လေးကိုရွေးထားတဲ့သူတွေအတွက်ဖတ်ပြပေးမှာဖြစ်ပါတယ်နော် Okay အမျိုးသုံးမှတ်တဲ့ good karma ကလေးကိုသုံးမယ်ပေါ့နော်ခုနအမေရှိမှပြောခဲ့တယ်မိကုန်းလေး3ခုကိုအဓိကထားပြီးကြည့်ပြမှာဖြစ်ပါနော် file number 1အတွက်ပါfile number 1ကကိုယ့်ရှေ့ရေးတိုးတက်လာဖို့အတွက်ဒီမေလမှာပေါ့နော်ဘာတွေကိုစောင်းရမလဲဘာတွေကိုရှောင်ရမလဲဒါကမေလအတွက်ပဲတည်တံ့ပေါ့နော်တကယ်လို့ဒီ reading လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်အမျိုးရှိမှာဒါရအောင်မြင်မြန်စုံစမ်းလို့ရပါတယ်နော် self improvement reading okay so ကိုရှိရဲ့နာကတိုးတက်လာဖို့အတွက်ဘာလို့စောင်းရမလဲဘာလို့ရှောင်ရမလဲပေါ့နော်စောင်းရမယ် okay ဒီရက်မိကုန်းလေးကကြတော့ abundance ပေါ့နော် okay thank you ဘာလို့စောင်းရမလဲဘာလို့ရှောင်ရမလဲနော်နောက်တစ်ခုကthank you friends ပေါ့မိတ်ဆွေကဏ္ဍမှာဘာလို့ဆောင်ရမလဲပေါ်များကြုံအောင်မိတ်ဆွေတွေကြားထဲမှာပို့ပြီးတော့ပေါ့နော်ပြောချက်စံရေးအဆင်ပြေလာဖို့အတွက်ဘာလို့ဆောင်ရမလဲဘာလို့ရှောင်ရမလဲနော်ဒီအဖွဲကတော့အမီဒီမိကုန်းလေး3ခုထဲမှာနံပါတ်1မိကုန်းလေးကိုရင်ပြောမယ်ပေါ့နော်ကိုရှိရေးတိုးတက်ဖို့အတွက်တဲ့လုံဆောင်ချက်တွေပေါ့နော်ဘာတွေကိုအဓိကထားပြီးလုံဆောင်အောင်လဲဘာတွေကိုရှောင်အောင်
ဒီမှာအမေတွေ့မိတာကတော့အဓိကထားရမယ့်ဟာကိုအရင်ပြောပြပေးမယ်ပေါ့နော်အဓိကထားရမယ့်ဟာတော့ဒီ Wands energy ကတခုလေ priority ပေါ့နံပါတ်1ကဦးစားပေးကို့မှာ idea တွေအတွေးခေါ်တွေအတွေးတွေပေါ့နော်အရန်များနေတာဖြစ်ချင်တာတွေအရန်များနေတာပေါ့နော်အဲ့လိုမျိုးတွေဆိုရင်ကိုက energy ကတခုတည်းကို focus ထားတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့အရန်ဖြစ်ချင်တာတွေများနေရဆိုတော့တိတ်အဆင်မပြေဘူးဒီမှာနံပါတ်1တခုတည်းပေါ့နော်ကိုမှာ priority ဦးစားပေးပေါ့နော်ဦးစားပေးလေးထားပြီးတော့တခုတည်းကိုပဲဦးစားပေးထားပြီးတော့အဲ့ဒါ target တခုတည်းပေါ့နော်အဲ့ဒါကို design မမှတ်နဲ့စဉ်းစားမပြတ်သွားဖို့လိုတယ်နံပါတ်2ကကြောင့် happiness energy မျိုးအဲ့တော့ self improvement reading ဆိုမှဒီမှာအန်နီကတော့ပို့ပြီးတော့ခံစားမိရဒီဟာလေးကလေ self love ပေါ့နော်ကိုယ့်ကိုယ်ကိုပျော်ပျော်ရွှင်ရွှင်လေးနေတတ်အောင်ကိုယ့်ကိုယ်ကိုတငယ်ချင်းမိတ်ဆွေတွေနဲ့လည်းအဆင်ပြေပြေပေါ့နော် happiness energy မျိုး vibe မျိုးကိုလိုအပ်တယ်လို့အန်နီကတော့မြင်တယ်ဒီမှာတော့လေနော်အဲ့တော့နောက်တစ်ခုနံပါတ်3တစ်ချက်ကကြတော့ဆောင်ရမယ့်ဟာပဲအဲ့ဒါကဘာလဲဆိုလက်တွေ့ကြနာမှုပေါ့နော် take action ပေါ့နော် take action ဆိုတာဟာအဲ့တော့နံပါတ်1ကနံပါတ်1မြေကွန်းလေးအတွက်ကိုယ့်ရဲ့ဒီမေလမှာပေါ့နော်ဒီကိုချမှတ်ထားတဲ့ target တွေပေါ့နော်ရည်ရွယ်ချက်တွေပန်းနိုင်နေ goal တွေ intention ပေါ့နော်ရည်ရွယ်ချက်ကိုရဖို့အတွက်ဆိုရင်နံပါတ်1ကဦးစားပေးထားဖို့လိုရတယ်တခုလေကိုယ့်အတွက်ဖြစ်ချင်တော့ဟာတခုလေပေါ့နော်နံပါတ်2ကကြတော့ happiness energy မျိုးပေါ့နော်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်အချိန်ပြည့်ပျော်ပျော်ရွှင်ရွှင်လေးနဲ့ action ယူနေတာနံပါတ်3ကတော့ take action ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလေးလိုအပ်တယ်နော်အဲ့ရှောင်ရမယ့်ဟာကိုကြည့်မယ်ရှောင်ရမယ့်ဟာကတော့အမဒီမှာခုနကရှေ့မှာပြောခဲ့တယ်လို့ဒီမှာ idea တွေအများများနေတာမျိုးဆိုရင်ဒါကိုရှောင်ရမယ်တခုကိုပဲဦးစားပေးအရင်သွားတာပို့အဆင်ပြေပေါ့ဥပမာ page မှာဆိုရင်ဒါနမူနာပြောပြတာနော်တကယ်လို့ကိုက business တခု run နေရမျိုးဆိုရင်ကိုယ့်အတွက်အဓိက target ကပါလဲပေါ့နော်ဒီတခုလုံးရဲ့အဓိကရွေးချက်ကပါလဲတခုပဲအရင်ကြီးဖြစ်ချင်တာအရင်ကြီးများနေတယ် business တွေအရင်ကြီးများနေတယ်အဲ့လိုမျိုးဆိုတော့တိတ်အဆင်မပြေဘူးပေါ့နော်အဲ့တော့အရင်ကြီး idea အများကြီးရှိတာကောင်းတယ် plan A plan B plan C အဲ့လိုမျိုးရှိနေရလဲကောင်းတယ်ဒါပေမဲ့တခုတည်းကိုပဲအရင် focus ထားပြီးတော့အာရုံစိုက်ပြီးတော့ design မမှတ်သွားတာပို့ပြီးအဆင်ပြေတယ်ပေါ့နော် okay နံပါတ်2ကတော့လေခုနကနံပါတ်2ကတော့ဗာလဲဆိုတော့ပျော်ရွှင်မှုဒါကတော့အမြင်ရှိမှလည်းပြောခဲ့အရန်ကြီးဒီတစ်ခါကြာရင်အလုပ်တွေအရန် idea အရန်များသွားတဲ့ခါကိုတခြားအာယုံစိုက်ကတာအရန်များသွားတဲ့ခါမှာပေါ့နော် energy ကပြန့်သွားတဲ့ခါမှာကိုက energy ကျသွားတတ်တယ်မပျော်ရွှင်တော့ဘူးအဲ့လိုမျိုးပေါ့နော်ဖြစ်ချင်တာတွေကလည်းအရန်များတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တခုတည်းကိုပဲ design မမှတ်လေးသွားတာပို့ပြီးတော့အဆင်ပြေနော်အဲ့တော့ရှောင်းအောင်မှာကတော့အရန်ကြီးအများကြီးတွေးပြီးတော့အများကြီးဖြစ်ချင်တာမျိုးတွေမဟုတ်ဘဲနဲ့တခုတည်းကို design မမှတ်လေးအရင်သွားပေးပါနော်ဒါမေလာအတွက် energy ပဲနော်နံပါတ်2က abundance ပေါ့ပေါ်များကြော်ရမှုတွေရဖို့အတွက်ဘာတွေကိုဆောင်ရမလဲဘာတွေကိုရှောင်ရမလဲဒီနေရာမှာငွေကြေးတာမကဘူးပေါ့နော်အဖက်ဖက်ကမြင်အဓိကကြည့်ပေးရမျိုး abundance energy မျိုးပါတယ်နော်အဲ့တော့ဒီမှာဘာကို message ရလဲဆိုတော့ seven of wands အရာဆိုရင် तू ကဒီမှာကြည့်ပါပုံလေးမှာတခြားဒီဘက်မှာတောင်ဝေးပေါ့6ခုရှိတယ်ဒီမှာ तू ကတစ်ခုကိုင်လာပြီးတော့သူ့ကို तू defense လုပ်နေတာကိုယ့်ရဲ့ယုံကြည်ချက် belief ပေါ့နော်ကိုယ့်ရဲ့confidence ကိုယ့်ရဲ့ကိုယုံကြည်တဲ့အရာကိုယုံကြည်ထားတဲ့ပညာရေးကိုရှောက်မဲ့လမ်းအဲ့ဒီဟာကိုခိုင်ခိုင်မာမာနဲ့ဘယ်သူကဘာပြောပေါ့နော်ဟိုမှာတစ်ခါကျ university test တွေလာတက်တယ်ဆိုလို့ကျင်အာယုံတွေပေါ့နော်တခြားသောသူတွေရဲ့အပြောတွေပေါ့နော်ကိုဓာတ်ရိုက်လီဓာတ်ရိုက်တိုက်ခိုက်တာမျိုးလည်းဖြစ်နိုင်တယ်ဒါလိုမှမဟုတ်ဘူးဆိုရင်လည်းတခြားသူတို့ပြောတာပေါ့နော်အဲ့လိုမျိုးတွေကြောင့်ကိုမှတစ်ခါကြာရင်စိတ်မှာတင်ငယ်အားငယ်သွားတာမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးမဟုတ်ပဲကိုရဲ့ဒီယုံကြည်ချက်အတွက်ကိုရှောက်မဲ့လမ်းအတွက်ခိုင်ခိုင်မာမာနဲ့အဲ့လိုမျိုး stand up ပေါ့နော်ရက်တည်ရဲဖို့လိုရတယ်ဒါတချို့အခြေအနေမှာဆိုဒါလူတစ်ယောက်တည်းအတွက်ပဲကိုယ့်အတွက်ပဲပြောရမယ်တချို့အခြေအနေမှာဆိုလူအများအတွက်ကိုကဒီအလုပ်ကိုလုပ်ရမယ်ဒီဟာကိုယ့်ရဲ့ယုံကြည်ချက်ကိုခါတိုင်းကတစ်ဖက်ကိုပြန်ပြောချင်မှပြောလိုက်မယ်တစ်ခါဒါပေမဲ့အခုအချိန်မှာအဲ့လိုမျိုးမဟုတ်တော့ကိုကလူအများအတွက်အလူတွေပို့လုပ်ပေးဖို့ပို့ပြီးတော့
ဒီ universe ကိုပို့ပြီးထောက်ပံ့ကူညီပို့ပေးနိုင်မှုအတွက်ကိုယ့်ရဲ့ယုံကြည်ချက်ကိုချပြရဲဖို့လိုတယ်ပေါ့နော်မေလာထဲမှာလည်းအဲ့လိုမျိုးလေးပေါ့နော်နောက်တစ်ခုကဒီမှာလေခုနပြောသလိုပေါ့တစ်ဖက်ကတခြားလူကတိုက်ရိုက်ကိုတိုက်ခိုက်တာပဲဖြစ်ဖြစ်မဟုတ်ဘူးသူတို့ပါသူတို့ပြောနေတယ်ကိုအာယုံမှာဒါပြီးဟိုဖြစ်တာပဲဖြစ်အဲ့ခါကျရင်ကိုကအားငယ်သွားတယ်ထီးကျန်သွားတယ်ပေါ့နော်အဲ့ခါကျရင်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့လည်းကိုမအဲ့လိုမျိုးအလုံးအလောက် enough မရှိဘူးမပြည့်စုံနေဘူးဆိုပြီးတော့အနာဂတ်နဲ့ပတ်သက်ပြီးသွားပြီးပူပန်တာမျိုးတွေငွေကြေးနဲ့ပတ်သက်ပြီးပူပန်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိနေလားပေါ့ဒီ final number 1ကိုအဓိကမေးကြည့်တာအဲ့လိုရှိနေတယ်မျိုးဆိုရင်အဲ့ဒီဟာကိုကအဲ့ဒီ mindset ကိုနံပါတ်1ပြင်ဖို့လိုအပ်တယ် universe မှာအလုံးအလောက်ရှိပြီးသားနော် universe မှာအလုံးလောက်ရှိပြီးသားအမျိုးကအရန်ကြီးတာပူနေလို့ပေါ့နော်အဲ့လိုမျိုးမဟုတ်ပါနဲ့ကိုတခုခုရောကိုအပူပဲမရှိပဲနဲ့ကို action ယူရမယ့်အရာကိုလက်တွေ့ကြကြနဲ့ပေါ့နော်တခုခုရောလောက်ဆောင်လိုက်ရင်သူ့ဟာသူအဆင်ပြေလာလိမ့်မယ်ဒီလိုအခြေအနေမှာဆိုရင်ကိုအတွက် close friends ပေါ့နော်ကိုရဲ့မိဘဆွေမျိုးဖြစ်မလား relatives ပေါ့နော်ဆွေမျိုးနီးစပ်တဲ့ close friends တွေဖြစ်မလားအဲ့လိုရင်းနှီးတဲ့သူတွေထဲကနေပြီးတော့ကိုကအကူအညီတောင်းကြည့်လို့ရတယ်ပေါ့နော်တချို့အတွက်ကတော့ okay ငွေကြေးထောက်ပံ့ပေးနိုင်တာဖြစ်နိုင်တယ်တချို့ကနီးပညာပိုင်းတွေအကူအညီပေါ့အကြံဉာဏ်တွေပေးနိုင်တာအဲ့လိုမျိုးတွေကြောင့်အဆင်ပြန်ပြီးသွားတတ်တယ်နော်ဒီ cat ရဲ့ mindset ကသဘောတဘာဝအဲ့တော့ကို့မှာဆိုရင်မရှိဘူး enough မဖြစ်ဘူးမလုံလောက်ဘူးတငယ်ချင်းမိတ်ဆွေဆိုလည်းမရှိဘူး enough မဖြစ်ဘူးလို့ခံစားတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အတွက်ဆိုရင်ကိုတခုခုကို action ယူရမယ်ဆိုရင် universe က support ပေးတယ်เนาะအထောက်ပံ့ကူညီပေးဖို့ပေးတယ်เนาะအဲ့တော့ဒါလူတွေဖြစ်မလားအရန်ကြီးတော့နာမည်မတက်ထားနဲ့ပေါ့เนาะအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုယ့်အတွက်မိသူအဲ့လို universe ကနေပြီးထောက်ပံ့ကူညီပေးတာမျိုးเนาะအဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဒီမှာအထီးကျန်တယ်လို့ခံစားနေရမှာမဟုတ်ဘူးကိုယ့်အတွက်ဆိုရင်လုံလောက်မရှိဘူးမဖြစ်နိုင်ဘူးမိဘကဘာဖြစ်လို့မိတ်ဆွေတငယ်ချင်းကဘာဖြစ်လို့မောင်နှမကဘာဖြစ်လို့အဲ့လိုမျိုးတွေမဟုတ်ဘူးကိုယ့်အတွက်ဆိုရင်ဒီ universe တစ်ခုလုံးကထောက်ပံ့ကူညီပေးဖို့ပေးတယ်เนาะအဲ့လိုမျိုး mindset ချိန်ဖို့လိုအပ်တယ် action ယူဖို့လိုအပ်တယ်เนาะပြီးတော့နောက်တစ်ခုကအခုချိန်မှာကိုတယောက်တည်းကြတာမကဘူးအများအတွက်ပေါ့နော်အများအတွက်ရည်ရွယ်ပြီးတော့ကိုရဲ့ကိုရှောက်မဲ့လမ်းကိုတေးသေးချာချာရက်တီးပြီးတော့ဖောက်ရဲမှုလိုအပ်တယ်နော်အဲ့လိုမျိုးရှောင်ရမယ့်ဟာတော့ခုနကလိုအားငယ်တဲ့စိတ်ရဲ့ကိုက perfect မဖြစ်နေဘူးenough မဖြစ်နေဘူးမလုံလောက်နေဘူးမတော်နေဘူးအဲ့လိုမျိုးထိုင်မှန်ပြီးတော့နော်အပြတ်သဘောဆောင်တဲ့အတွေးပေါ့နော်တွေးတာမျိုးရနောက်တစ်ခုကရန်လိုစိတ်အားကြီးတာမျိုးဆိုရင်တခြားသူတွေကိုအရန်ကြီး focus မလုပ်နဲ့ကိုယ့်ရဲ့ energy ကကိုပဲ focus လုပ်ပြီးတော့ design မှန်နဲ့သွားမှာမျိုးပေါ့နော်Okay အဲ့လိုမျိုးလေးအမြင်ရထားအဲ့တော့ဒီပေါ့နော် abundance energy နဲ့ပတ်သက်ပြီးတော့ဆိုရင်ကိုယ့်အတွက်ဆို universe မှာရှိတယ်เนาะအဲ့လိုယုံကြည်ချက်မျိုးနဲ့သွားဖို့လိုအပ်တယ်ပေါ့အဲ့တော့ကိုယ့်ရှိမှာတကယ်လို့ final number 1မှာ negative ပေါ့နော်အပြတ်သဘောဆောင်တဲ့ mindset တွေအတွေးတွေရှိနေတယ်ဆိုရင်အဲ့ဒီအတွေးတွေကိုအခုဒီနေရာမှာအမြင်ဒီမှာဖတ်လိုက်ပြီပေါ့နော်ဒီနေရာကိုမှနေထားခဲ့လိုက်တော့เนาะဒီနေရာမှာနေထားခဲ့လိုက်တော့ကိုယ့်အတွက်ကောင်းတဲ့ဟာတွေကို energy ပြန်ပြောင်းပြီးတော့ယူပေးပါအမြင်အခုပြောပြီးဆိုတော့လေเนาะOkay နောက်တစ်ခုကကြာ friend ပေါ့နော်တငယ်ချင်းမိတ်ဆွေတငယ်ချင်းမိတ်ဆွေနဲ့အပေါင်းအသင်းကဏ္ဍမှာအဆင်ပြေအောင်နော်ကိုစကားပြောလိုက်တဲ့ခါမှာအမြဲလေနာမည်ကြီးတော့အရင်ကြီးမတက်စီကြုံဒါပေမဲ့လေကိုနဲ့ဒီလင်းလောက်တဲ့ခါမှာပြောဆိုဆက်ဆံလိုက်တဲ့ခါမှာပေါ့နော်ကိုနဲ့အဲ့လိုပြောဆိုဆက်ဆံလိုက်တဲ့ခါမှာတစ်ဖက်သူကကိုကိုဆိုရင်အရန်သဘောကျနှစ်သက်သွားတယ်ခင်မင်ခြင်းတယ်ပေါ့နော်ထောက်ပံ့ကူညီနေပေးခြင်းတယ်ကိုစီမှာသူလိုချင်တဲ့အရာတွေရှိတယ်เนาะ knowledge တွေ share ပေးနိုင်တယ်အကြံဉာဏ်ကောင်းတွေပေးနိုင်တယ်ကိုနဲ့ဆိုအရန်ခင်မင်ချင်တာမျိုးအဲ့လိုအခြေအနေမျိုးတွေကိုနဲ့လူမှုဆက်ဆံရေးပေါ့နော်လူမှုဆက်ဆံရေးပိုင်းမှာအဆင်ပြေအောင်ဆိုရင်ဘာတွေလုပ်ဖို့လိုအပ်လဲဘာတွေကိုရှောင်ဖို့လိုအပ်လဲเนาะအဲ့တော့ဒီမှာအမြင်နဲ့ပြောဘာတွေလုပ်ဖို့လိုအပ်လဲဆိုတာလေးအရင်ပြောပြမယ်ဆိုရင်တော့အတွေးမများပါနဲ့ပေါ့နော်အပြတ်သဘောဆောင်တဲ့ negative sense ပေါ့နော်အဲ့ဒါမျိုးတွေကိုလည်းမပြောနဲ့တခြားသူတွေကိုလည်းသွားယူရမကြည့်နဲ့တခါကြာရင်ကိုပတ်ဝန်းကျင်ရရှိတဲ့သူတွေကိုသွားပြီးတော့သူတို့ရဲ့ negative point တွေကိုသွားပြီးတော့မြင်နေမိတာမျိုးပေါ့နော်အဲ့ဒီခါကြာရင်လေကိုရှိကိုအဲ့ဒီတက်ကကူးလာတတ်တယ်ပေါ့နော်အဲ့တော့ဒီမှာအတွေးမများနဲ့ကိုပြန်ပြောတဲ့စကားတွေကအပြတ်သဘောဆောင်တဲ့အတွေးမျိုးတွေမပြောနဲ့တငယ်ချင်းတွေမိတ်ဆွေတွေကကိုခင်မှာမဟုတ်အဲ့လိုမျိုးမဟုတ်ကိုဆိုရင်ခင်တယ်ကိုဆိုအထောက်ပံ့ကူညီ universe တစ်ခုလုံးကပေးတာပြီเนาะအဲ့တော့ negative
ပေါ့နော် negativity အပြတ်သဘောဆောင်တဲ့အတွေးမျိုးတွေတွေးပြီးတော့ညဘက်မှာအဲ့လိုမျိုးတွေမလုပ်နဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမှာ source energy အရန်များတယ်ဖိုင်ကလေကြာတာကြည့်ပါအောင်9ရော8ကောလာကြာနေအတွေးအရန်များတာမျိုးပေါ့နော် maybe ဒီဖိုင်လေးကိုယူထားတဲ့သူတွေမှာ Aries Leo Sagittarius Aquarius Gemini Libra energy strong ဖြစ်တဲ့သူမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့အတွေးရမ်းများတာအတွေးရမ်းများတော့ကိုယ့်ရဲ့ဒီကိုအပြတ်သဘောဆောင်ပြီးတော့တွေးနေတာဘယ်သူကလုံနေရလဲဒီမှာကိုကပဲเนาะကိုကပဲကိုတခြားတခုခု action ယူရမယ်ဆိုရင်လေတခုခုကိုလက်တွေ့ကြလောက်ဆောင်တော့မယ်စကားပြောတော့မယ်အဲ့လိုမျိုးဆိုရင်လေငါဒီလိုပြောလိုက်ရင်ပေါ့နော်ကိုဒီလိုပြောလိုက်ရင်တခြားသူတွေကဘလို့မြင်သွားမှာလဲပေါ့နော်အမျိုးတော့တခြားသူရဲ့အမြင်ကိုတွားပြီးတော့ထိန်းချုပ်လို့မရဘူး။ तू ကသူ့ရဲ့ဒီsubconscious mind ပေါ့နော်သူ့ရဲ့မသိစိတ်အစွဲသူခံယူထားတဲ့ခံယူချက်သူ့ရဲ့ belief တွေသူ့ရဲ့ limiting belief တွေနဲ့ပဲ तू ကဆုံးဖြတ်မှာပဲအဲ့တော့အဲ့ဒီဟာကိုတွားပူပန်နေရဆိုရင်တော့ကိုကအဆင်ပြေမှာမဟုတ်ဘူးအဓိကကိုကမေတ္တာထားပြီးတော့အတွေးမများဘူးမေတ္တာထားပြီးတော့နော်သူ့ကိုမေတ္တာထားပြီးတော့ပြောမယ်ပေါ့နော်ပြောဆိုဆက်ဆံမယ်ဆိုရင်အဆင်ပြေလာပါလိမ့်မယ်ဒီမှာကတော့အမီကတော့အရန်အတွေးများတာပဲမြင်မိတယ်အတွေးများတယ်ကိုပြန်ပြောနေတဲ့စကားတွေကnegative self talk တွေအကောင်လုံး negative ဘက်ကိုတွားနေတယ်ပေါ့နော်ပြီးတော့ဒီအမြင်လဲပွင့်မှုလိုအပ်တယ်maybe တချို့လူတွေဆိုဒါတငယ်ချင်းမိတ်ဆွေတွေနဲ့အလန်းဝေးနေတယ်လို့ခံစားရတာဒီမှာတော့နောက်ကျောဓာတ်ထုံးတဲ့အဆင့်တီတော့မပါဘူးတပတ်တန်းတော့ stress မပါဘူးပေါ့နော်တချို့ကတ်တွေကအဲ့လိုမျိုးနောက်ကျောမှာဓာတ်ထိုးတဲ့ပုံစံမျိုးတွေပါတယ်ဒီမှာတော့အဲ့လိုမျိုးမဟုတ်ဘူးအဓိကကိုယ့်ရဲ့အတွေးပေါ့နော်အတွေးအဲ့တော့ရှုထောင့်လေးတွေပြောင်းပြီးတော့မြင်ကြည့်ဖို့လိုအပ်တယ်နော်အဲ့တော့ဒီမှာဆိုရင်တော့အခုဆိုရင်တော့အမိထင်တယ်ဒီဖိုင်လေးကဖိုင်နံပါတ်1လေးကအခုစပြီးတော့ပြောင်းလဲနေဘာကြောင့်လဲဆိုတော့ဒီမှာ तू ကသူ့ကိုယ်သူချီနှောင်ထားတဲ့အတွေးတွေကနေပြီးတော့ဖြတ်ပြီးတော့နော်စပြီးတော့ဖောက်ထွက်နေပြီဆိုတော့ဒီနောက်မှာလည်းစလင်းနေပြီပေါ့နော်ဖောက်ထွက်နေပြီဆိုတဲ့ပုံစံမျိုးလေး message ရတာဒါအရန်ကောင်းတယ်ပေါ့နော်အဲ့တော့ဘာလို့ရှောင်ဖို့လွယ်ဆိုတော့မေတ္တာထားပြီးတော့စကားပြောဖို့လိုအပ်တယ်အတွေးအရန်များတာမျိုးမဟုတ်ပဲနဲ့နော်အတွေးအရန်များတာမျိုးမဟုတ်ပဲနဲ့မေတ္တာထားပြီးတော့စကားပြောဖို့လိုအပ်တယ်ပြီးတော့ကိုပြန်ပြောတဲ့စကားတွေကအမြဲတမ်းအပြတ်သဘောဆောင်တဲ့ဘက်ကနေအားငယ်တဲ့ဘက်ကနေပြီးတော့ပြောနေအားမျိုးရှိတယ်ဆိုရင်အဲ့ဒါကိုအဲ့ဒီ mindset ပေါ့နော်အဲ့ဒီဟာကိုပြန်ပြင်ဖို့လိုအပ်တယ်နော်ကိုအတွက်ဆိုရင် universe ကရှိတယ်ထောက်ပံ့ကူညီပေးဖို့ပြည့်တဲ့စပုံစံမျိုးပေါ့အဲ့တော့အရန်အတွေ့မများပါနဲ့နော်တငယ်ချင်းမိတ်ဆွေတွေနဲ့လည်းအဆက်အသွယ်လုပ်လို့ရတယ်တကယ်တော့ဒီဆက်ဆိုင်တွေက communication ကိုပြတာမျိုးเนาะပြောဆိုဆက်ဆံရေးပိုင်းနေမှာလေအဲ့ဒါပေမဲ့လည်းဒီမှာပေါ့เนาะအရန်မှဆိုလဲဓာတ်တွေပိတ်မိနေဒီမှာဆိုလဲအတွေးတွေထဲမှာတိတ်အဆင်ပြေအဲ့တော့အဲ့လိုမျိုးမဟုတ်ပဲနဲ့ကိုယ့်ဘက်ကနေစပြီးတော့ welcome လုပ်လို့ရတယ်เนาะ welcome လုပ်လို့ရတယ်တခုတော့ရှိတာပေါ့ကိုယ့်ရဲ့အတိတ်ကဒီကတ်နှစ်ခုတော့အတိတ်နဲ့ဆိုင်တယ်လို့မဟုတ်ဒါပေမဲ့လေအတွေးပေါ့နော်အတွေးကဘယ်ကအခြေခံပြီးလာလဲဆိုရင်ကိုယ်ပါဝင်ခြင်းရဲ့နောက်တစ်ခုကကိုယ်မှာဆွဲထားတဲ့အဆွဲတွေအဲ့နှစ်ခုအခြေခံပြီးလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဟာတွေကိုအကုန်လုံးတော့ထားခဲ့လိုက်ဖို့လိုအပ်ပြီအဲ့တော့ဒီနေရာမှာပဲထားခဲ့လိုက်တော့ပေါ့နော်ဒီ readings လေးကိုနားထောင်တဲ့အချိန်လေးအားစပြီးငါမှဒီလိုအမီပြောလိုက်တဲ့အချက်လေးနဲ့တော့ကိုက်နေပါလားကိုက်နေလားမကိုက်နေဘူးလားဒါကတော့အမီပြန်မှန်ခဲ့ပြီပေါ့နော်ကိုက်နေတယ်ဆိုတော့ okay yesဒီနေရာမှာပဲထားခဲ့ပြီဒီနေရာမှာပဲဒါတွေကိုထားခဲ့ပြီစိတ်တစ်လူတင်နဲ့ပြန်ပြီးတော့မွေးဖွားဖို့တော့လိုတယ်နော်ဒီမှာကတော့အမီတွေ့မိရတာစိတ်တစ်လူတင်နဲ့မွေးဖွားတော့မယ်ဒီအတွေးတွေကနေပြီးတော့ positive back ကနေပြီးတော့ပဲတွေးရပြီပေါ့နော်အဲ့တော့ okay so ဒီမှာအမီတစ်ချက်လေး self love ကလေးတုံးပြီးတော့တစ်ချက်မီလာအတွက်အဲ့ဒီတစ်ချက်ထပ်ကြည့်ပေးမယ်ပေါ့နော် social tag တွေကပါတယ် message ပေးမယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ okay file number 1ကိုရေးထားတဲ့သူတွေအတွက်ပေါ့နော် file number 1ကိုရေးထားတဲ့သူတွေအတွက်မီလာမှာပါတယ်မစိုးကနေပါတယ် message တွေပေးခြင်းလဲเนาะ file number 1လေးโอเคအမေရေးလိုက်မယ်
ဒီကတ်လေးကမီးကသွားပြီးတော့ဂျားထဲသွားညံ့ပြီလားဒီပါနော်ဆုံးကတ်ဒီဂျားထဲမှာဒီကတ်လေးโอเคအဲ့တော့လေအဲ့တော့ဒီမှာကတော့ပုံမှန်တွေ့တဲ့အတိုင်းပေါ့နော်ဒီဟာလေးကအမှန်တော့တွဲဖက်ဖို့မဟုတ်ဘူးဒါပေမဲ့ तू ကဟိုကတ်ကလေးညက်ပြီးပါသွားအမျိုးတစ်ခါမှအဲ့လိုမျိုးမဖက်ပေးဘူးတေးဒါပေမဲ့အခုလေ तू ခုနကကတ်တွေကြားထဲမှာသွားပြီးညက်ပါသွားပြီးတော့လေဒီဟာလေးကိုတွဲဖက်မယ်ပေါ့နော်တွဲမဖက်ခင်မှာဒါလေးတစ်ခုလည်းအရင်ပြောမယ်ပေါ့နော် blame လုပ်နေတာမျိုးတွေရှိလားတဲ့ကိုအပြစ်တင်စိတ်တွေနဲ့အပြစ်တင်နေတာမျိုးရှိလားကိုရဲ့အတိုင်းဝိုင်းတငယ်ချင်းမိတ်ဆွေတခြားပေါ့နော်သူတွေကိုအပြစ်တင်နေတာမျိုးတွေရှိလားအဲ့ဒါဆိုရင်တော့နည်းနည်းလေးသတိထားဖို့လိုအပ်တယ်အဲ့ဒါမှဒါလေးကိုမဖတ်ခင်မှာဒီဟာလေးနဲ့တွဲဖတ်မယ်ပေါ့ blame ဆိုတဲ့ကံမျိုးလေး message ရလာတော့လीနော်အဲ့ဒီမှာဆိုရင်ဘာကိုပြထားလဲဆိုဒီမှာကြည့်ပါငွေကြေးပေါ့တင်းကားပြတယ်coin ဆိုတာ okay coin ဆိုတာ penny cost ကိုပြောတာပဲအလောက်အကိုင်းပညာရေးပေါ့နော်အလောက်အကိုင်းပညာရေးငွေရေးကြေးရေးအဲ့လိုကဏ္ဍတွေမှာပေါ့ဒီ blame နဲ့တွဲမယ်ဆိုရင်ကိုအပြစ်တင်နေတာမျိုးရှိလားကိုရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုငယ်စဉ်ကနေပြီးတော့အခုဒီပေါ့နော်လက်ရှိအခြေအနေအထိလက်ရှိအသက်အရွယ်အထိမှာကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ပေါ်ကိုင်ပုံနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုအတိတ်ကအတိတ်ကကိုပဲဖြစ်ဖြစ်အခုလက်ရှိကို present self ကိုပဲဖြစ်ဖြစ် past self ကိုပဲဖြစ်ဖြစ်ပေါ့နော်အတိတ်ကကိုပဲဖြစ်ဖြစ်အပြစ်တင်နေတဲ့စိတ်မျိုးရှိလားကိုပေါ့နော်အဲ့ဒါဆိုရင်တော့ number 1 forgiveness ပေါ့နော်ဖွင့်လို့ပေးဖို့လိုအပ်တယ်နော်ခွင့်လို့ပြီးရင်တော့အမျိုးကဒီဟာကိုaction ယူဖို့လိုအပ်တယ်ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုနဲ့take action ယူဖို့တော့လိုအပ်တယ်မဟုတ်ဘူးကိုမဟုတ်ဘူးဆိုရင်ဒီ blame ကဒီဟာစာကိုခဏထားလိုက်မဒီကတ်ကိုပဲပြောတခြားသူကိုက point သွားထောက်တာမျိုးဖြစ်နိုင်တာပေါ့။ဒါဆိုဒီကတ်လေးကလေ Taurus Virgo Capricorn energy မျိုးပေါ့အမသွားပြီးဝေဖန်မိတာကိုရဲ့တငယ်ချင်းမိတ်ဆွေကိုဖြစ်ဖြစ်ကိုရဲ့မောင်နှမသားချင်းပဲဖြစ်ဖြစ်ကိုရဲ့မိဘဆွေမျိုးတွေဟိုးအရင်တော့ကိုရဲ့ဘိုးဘွားတွေသူတို့တွေရဲ့အလောက်ကိုင်းတွေပညာရေးတွေစီးပွားရေးတွေပေါ့နော်အဲ့ဒီပုံမှာအမြင်ရှုထောင့်နေအဲ့ဒီအရာတွေကိုကိုကအပြစ်တင်လို့စိတ်မျိုးများရှိနေလားပေါ့နော်အဲ့ဒါလေးဆိုရင်အဲ့ဒါကို forgiveness လုပ်ဖို့လိုတယ်နော် forgiveness meditation နဲ့ထိုင်ဖို့လိုအပ်တယ်ပေါ့ဒီမှာကတော့ဘာတွေ response ဘာတွေပေးလဲဆိုတော့တဲ့ဘာတွေပေးထားလဲဆိုတော့ okay လူတယောက်ကတဲ့ဗာလဲဒီအမီဓာတ်ရိုက်ကြီးတော့ဒီလိုမျိုးအကုန်ဖတ်မှာမျိုးမဟုတ်ဘူးဒါပေမဲ့တချို့ sense လေးတွေအမီရတဲ့ sense လေးတွေကိုပြောပြပေးမယ်ပေါ့နော်အပြစ်တင်နေတယ်ပေါ့နော်အပြစ်တင်နေတယ်ဆိုအမလို့အဲ့ဒီ lesson ကိုမတင်ယူရသေးဘူးဆိုတဲ့ပုံစံမျိုးအဲ့တော့ဘယ်လိုလေတခါကြာရင်အမလို့ဒီကာမပေါ့နော်ကာမကတချို့ကာမအကြောင်းကျိုးတွေကကိုယ်တိုင်ဖန်တီးရပေါ့နော်တချို့ကကြောင့်အဲ့လိုမျိုးမဟုတ်ကိုယ့်ရဲ့မိဘတွေကဖန်တီးတဲ့အရာကိုကမြင်အောင်ကြည့်လိုက်ပြီးတော့တင်ယူလိုက်တာနော်တင်ယူလိုက်တဲ့ဆိုတဲ့နေရာမှာကိုမိဘတွေကိုယ့်ရဲ့အဆွေမျိုးသားချင်းတွေကိုယ့်ရဲ့မောင်နှမသားချင်းတွေတငယ်ချင်းမိတ်ဆွေတွေသူတို့တွေကအပြစ်တင်တဲ့စိတ်မျိုးနဲ့မဟုတ်ဘူးเนาะအပြစ်တင်တဲ့စိတ်မျိုးနဲ့မဟုတ်ပဲနဲ့ကိုကခွင့်လွှတ်လိုက်ပြီးတော့အော်ဒါလေးကဒီလိုပါလားဆိုရင်အဲ့လိုမျိုးလေးတင်ယူလိုက်နိုင်တယ်ဆိုရင် yes အဲ့ဒါက pass ဖြစ်သွားပြီပေါ့နော်အဆင်ပြေသွားပြီပေါ့နော်ကိုအကောင်းဆုံးကြွဖြတ်လိုက်နိုင်ပြီပေါ့နော်အဲ့တော့လူတွေကတင်ယူအများအားတော့တင်ယူနေရတာပဲအဲ့တော့ကိုကအပြစ်သွားပြောနေမိတဲ့စိတ်မျိုးကိုပဲဖြစ်တစ်ဖက်သူပဲဖြစ်အဲ့လိုမျိုးရှိနေတာဆိုရင်တဲ့ရှိနေတယ်ဆိုရင်နော်ဘာလို့ဒီမှာပြောထားလဲဆိုတော့ take responsibility တဲ့နော်အဲ့တော့ကိုတာဝန်ယူလိုက်ဒါခုနအမေရှေ့မှာအကြမ်းမြင်ပြောတဲ့ပုံစံမျိုးဒါဒီကက်လေးနဲ့အမေကတော့တွဲပြောတာနော်ကိုအပြစ်တင်နေတယ်ဆိုလဲ okay ဒီနေရာမှာပဲဒါကိုရလိုက်ပြီးတော့ကိုဘာကိုတင်ယူလို့ရမလဲပေါ့နော်အဲ့တော့ကိုလည်းကိုကအနိုင်ကျင့်ခံရလို့တစ်ဖက်သူကိုအပြစ်တင်တာเนาะအဲ့လိုမျိုးတွေမဟုတ်တော့ဘဲနဲ့တစ်ဖက်သူလည်းခွင့်လွှတ်လိုက်ကိုလည်းခွင့်လွှတ်လိုက်เนาะအဲ့တော့ဒီတန်နေရာတွေကနေလွတ်သွားတာပေါ့နော်โอเคဖြစ်ပြီးသွားတဲ့အခြေအနေတွေကပြန်ပြင်လို့မရတော့ဘူးเนาะပြန်ပြင်လို့မရအတိတ်ကပြီးသွားပြီဆိုတာကိုသိနိုင်ပြီညာလားလေโอเคဒါကောင်းတဲ့အချက်တစ်ခုပဲပေါ့နော်အဲ့တော့လက်ခံလိုက်ရမှာပဲကိုဘယ်လိုပဲကိုကထပ်ပြီးတော့ဒေါသနဲ့ပြန်တုံ့ပြန်နေလဲကိုစီမှာ vibration မကောင်းရုံပဲရှိမယ်ပေါ့နော်အဲ့တော့ okay လက်ရှိရောက်နေတဲ့အချိန်လေးကိုလက်ခံလိုက်ပြီးတော့ကိုရှေ့ဆက်ရမယ်
လမ်းပေါ့နော်လမ်းကိုရွေးချယ်မယ်အဲ့တော့ဒီမှာ2လမ်းရှိတယ်တကယ်လို့မြန်ပေါ့နော်မဟုတ်ဘူးကိုကအပြစ်တင်တဲ့နေရာမှာဟိုကိုကဘာမှဟိုလိုမျိုးအပြစ်လောက်ထားတာမျိုးမဟုတ်တစ်ဖက်ကဘူးလီလောက်တာမျိုးလေတစ်ဖက်ကအနိုင်ကျင့်တာမျိုးလောက်ဖို့ကိုင်းစီဘက်အချင်းချင်းတငယ်ချင်းမိတ်ဆွေချင်းချင်းမောင်နှမသားချင်းချင်းချင်းမိဘဆွေမျိုးပေါ့နော်မိဘသားချင်းမိဘဆွေမျိုးတွေအားပဲဖြစ်ဖြစ်ပေါ့နော်ကိုနဲ့အမြင်သဘောထားတွေမတူဘူးအဲ့လိုချိန်မှာသူတို့ကအဲ့လိုမျိုးဟိုဟာဖြစ်တယ်ဆိုရင်ကို့မှာရွေးချယ်စရာ2ခုရှိတယ်။ Okay ပြန်ပြီးတော့တုံ့ပြန်မလားဒါမှမဟုတ်ကိုယ့်ရဲ့ vibration ကိုပြောင်းလိုက်မလားเนาะအဲ့တော့ဒါကတော့ choice လောက်မှာရွေးချယ်မှုကတော့ကိုယ့်လက်ထဲမှာပဲရှိတယ်ပေါ့နော် Okay အဲ့တော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ heart ကဘာတွေပြောနေလဲပြောနေတဲ့ heart ကရောပေါ့နော်ဖြူစင်နေရဲ့လားမြစ်တာတွေပေးနိုင်တဲ့စိတ်နဲ့ပြောနေတာလားเนาะခွင့်လို့ပေးနိုင်တဲ့စိတ်နဲ့ပြောနေတာဒါမှမဟုတ်ဒေါသကြီးနဲ့ပဲဟိုပြန်တုံ့ပြန်မှုအတွက်ကိုဒီညွန့်ပြောနေရတာအဲ့ဒါလေးကိုတော့တစ်ချက်ပြန်ပြီးတော့စမ်းစစ်ဖို့လိုရတယ် choice လောက်ရမှာပေါ့နော်တစ်ဖက်သူကလာတဲ့ဒေါသကိုအဲ့ဒီတန်နေရာထဲမှာပဲကိုထပ်လဲနော်ကိုကလည်းဒေါသနဲ့ပြန်တုံ့ပြန်အညိုးနဲ့ပြန်တုံ့ပြန်အဲ့ဒါစိတ်ထဲကနေအဲ့ဒါကြီးကမထွက်နိုင်တော့ဘယ်အချိန်မှာအဲ့ဒီတန်နေရာလွတ်သွားမလဲခွင့်လွတ်လိုက်ပြီးသွားတဲ့အတိတ်ကိုခွင့်လွတ်လိုက်တော့အဲ့ဒါဆိုတော့ yes နော် pass ဖြစ်သွားပြီကိုရှူကိုကောင်းတဲ့အရာတွေပဲလာတော့မယ်ပေါ့နော်ကောင်းတဲ့ရှူတာအောင်တွေတွေးလိုက်တာပေါ့နော် okay so ဒါအမီfinal number 1ကိုအမီဒီညမှာပဲအဆုံးသတ်ပြစီအဆုံးထိအချိန်ပေးပြီး energy ပေးပြီးနားထောင်မိတဲ့တူတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အမျိုးစီမှာ personal reading package လေးဝယ်ယူချင်တာပဲဖြစ်ဖြစ် tarot card oracle card လေးမှာတင်တော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုယ်ပိုင်အားလည်းချိန်မှာအခြေခံ tarot ဖတ်နေလေးတွေကိုဗီဒီယိုလေးတွေနဲ့လေ့လာချင်တာပဲဖြစ်ဖြစ်1-on-1 healing session လေးနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းလို့ရပဲဖြစ်ဖြစ်အဲ့တော့ဆိုရင် Facebook chat box မှာလာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်เนาะ admin team ကလည်း online ရှိရတဲ့ချက်ချင်းအကြောင်းပြန်ပေးမှာဖြစ်ပါတယ်ရှင်ဒီ self improvement reading လေးကိုသဘောကျတယ်ဆိုရင်အမျိုးစီမှာပေါ့နော်မိကုန်းလေး9ခုပါတယ်ပေါ့နော် self improvement reading လေးကိုလစဉ်လတိုင်းပို့ပေးတဲ့ monthly reading ပေါ့နော်တစ်နှစ်စာလေးတွေဝယ်ယူရရှိနေပြီဖြစ်ပါတယ်တကယ်လို့စိတ်ဝင်စားရဲဆိုရင်အမျိုးရဲ့ chat box မှာလာရောက်မြင်မြန်စုံစမ်းလို့ရပါတယ်เนาะ admin team က online share နဲ့ချက်ချင်းအကြောင်းပြန်ပေးမှာဖြစ်ပါတယ်ရှင်အဆုံးထိချိန်ပေးပြီးနောက်ထပ်ပြီးတော့ကျေးဇူးများတင်ပါတယ် bye bye see you soon hi pie number 2 okay ဒီတစ်ခေါက် Emily ဖတ်ပြပေးမှာကဒီ live tree လေးကိုပေါ့နော် crystal လေးကိုရွေးထားတဲ့သူတွေအတွက်ဖတ်ပြပေးမှာဖြစ်ပါတယ် pie number 2 လေးပါနော်Emily ခုဖတ်ပြပေးမှာက self improvement reading လေးဖြစ်ပါတယ်မိကုန်းလေး3ခုနဲ့ကြည့်ပေးမှာဖြစ်ပါတယ်နံပါတ်1ကတော့ကိုယ့်ရှေ့ရေးတိုးတက်အောင်ဘာတွေလုပ်ဆောင်ရမလဲနံပါတ်2ကတော့ abundance ပေါ့နော်ဒီလာမယ့်မေလအတွင်းမှာ abundance energy မျိုးရအောင်ဘာတွေလုပ်ဖို့လိုရလဲပြီးတော့ကိုနံပါတ်3ကတော့ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးကဏ္ဍမှာပို့ပြီးတော့အဆင်ပြေလာဖို့အတွက်ဘာတွေကိုလှုပ်ဆောင်မှုလို့လဲဘာတွေကိုရှောင်မှုလို့လဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီ self improvement reading လေးကိုစိတ်ဝင်စားတယ်ဆိုရင် Amro စီမှာပေါ့နော်မိကုန်းလေး9ခုပါဝင်တဲ့ self improvement reading ကို monthly ပေါ့လစဉ်ပို့ပေးနေတဲ့ service လေးရှိပါတယ်เนาะတစ်နှစ်စာပေါ့နော်1 year reading လေးပါတစ်နှစ်စာကိုဒီလစဉ်ပေါ့နော်ပို့ပေးတဲ့ service လေးရှိနေပါပြီเนาะOkay အဲ့တော့ file number 2လို့စာပြီးတော့တားလိုက်ကြမယ်နော် file number 2လေးကိုရွေးထားတဲ့သူတွေလည်းစာပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်1မိကုန်းလေးက file number 2လေးကဒီမေလမှာကိုတိုးတက်အောင်ဘာတွေလှုပ်ဆောင်မှုလိုအပ်လဲပေါ့နော်ကိုယ့်ရဲ့အထူးသဖြင့်ဒီမေလမှာကိုယ့်ရဲ့ရှေ့ရေးနာခံတဲ့ပတ်သက်ပြီးတော့တိုးတက်ပြောင်းလဲဖို့အတွက်ဘာတွေကိုဆောင်မှုလိုရလဲဘာတွေကိုရှောင်မှုလိုရလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်Okay. Thank you. Money เนาะပတ်စံအတွက်ပတ်စံတစ်မျိုးလည်းတော့မဟုတ်ဘူး abundance ကပေါ်များကြွယ်ဝမှုတွေပေါ့နော်အဖက်ဖက်ကပေါ်များကြွယ်ဝမှုတွေရလာဖို့အတွက် final number 2လေးကဘာတွေကိုရှောင်မှုလိုရတယ်နော်ရှောင်မှုလိုရတယ်တကယ်ကြီးမိတ်ဆွေအပေါင်းအသင်းကဏ္ဍမှာပတ်သက်ဆိုင်ရေးပိုင်းဒီ communication ပိုင်းဒီအဆင်ပြေဖို့အတွက်ဘာတွေကိုဆောင်မှုလိုရလဲဘာတွေကိုရှောင်မှုလို
Okay အဲ့တော့ cut လေးတွေတွေ့မိလားဒီ file number 2เนาะအဲ့တော့ဒါကိုရှိရေးတိုးတက်ဖို့အတွက်ဆိုရင်ဘာတွေကိုဆောင်ရမလဲဘာတွေကိုရှောင်ရမလဲပေါ့เนาะ file number 2လေးရဒီ line ကိုရင်သွားမယ်เนาะဆောင်ရမယ့်ဟာလေးကိုအရင်ပြောပြပေးပါမယ်ဆောင်ရမယ့်အရာလေးတွေကတော့ file number 2လေးရဒီမှာတွေ့မိတာကို passionate ဖြစ်တဲ့အရာပေါ့เนาะကိုနှစ်သက်ဝါသနာပါတဲ့အရာ passionate ဖြစ်တဲ့အရာစိတ်ပါလိတခုခုကို passionate ဖြစ်မဲ့ဖြစ်ကအရန်သိတာတယ်တခုခုကိုကအဲ့ဒီအရာတခုလုံနေတယ်ဆိုရင်ကိုကအချိန်တွေရောပါတယ်ပတ်ဝန်းကျင်တွေရောအကုန်လုံးကိုမိနေတာမျိုးစိတ်ကိုနှစ်ပြီးတော့အဲ့ဒီမှာလုံနိုင်တာမျိုးပေါ့နော်။ဥပမာဂီတတီးတာဖြစ်မလား။ tarot ဖတ်တာဖြစ်မလား။တခုခုပေါ့နော်။ design မှတ်နဲ့အဲ့လိုမျိုးနော်အဲ့လိုစိတ်ကိုနှစ်ပြီးတော့ဒီအဲ့ဒါလေးနော်အဲ့ဒါလေးလိုအပ်တယ်ပြီးတော့ဒီနေရာမှာ the star energy ရဆိုရင် right path ပေါ့နော်မှန်ကန်တဲ့လမ်းကြောင်းတစ်ခု hopeful ကိုယ့်ရဲ့မျှော်လင့်ချက်ရှိတာကောင်းလား yes လူတိုင်းကတော့မျှော်လင့်ချက်ရှိရမယ်ဖြစ်ချင်တဲ့ဆန္ဒတွေရှိရမယ်နော် okay ဒါတော့တန်တရားထွက်မဲ့သူတော့မပါဘူးပေါ့ဒါပေမဲ့အဲ့လို dreams တွေကတော့ရှိရမယ်နော်အဲ့တော့ right path မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုကpassionate ဖြစ်နေပေါ့နော်ရောက်နေဖို့လိုအပ်တယ်နော်အဲ့ဒါက file number 2အတွက်ကိုပြောမယ်ပေါ့နော်အဲ့တော့နံပါတ်1ပေါ့နော် passionate ဖြစ်ဖို့လိုအပ်တယ်နံပါတ်2ကမှန်ကန်တဲ့ right path လမ်းကြောင်းမှန်ပေါ်ရောက်နေဖို့လိုအပ်တယ်နော်အဲ့တော့နံပါတ်3 okay နံပါတ်3ကဘာဖြစ်မလဲဒီမှာလေးနှာဖက်ကနေ message ကရလိုက်တယ်ဒီမှာလေး picture message ကိုပဲပြောမယ်ပေါ့ဒီမှာတွေ့လာမယ်ကျဲအဲ့မှာတခုလေအဖြစ်နေအဲ့တော့လေ dreams ကလူတွေမှာတော့ dreams တွေရှိကြရတယ်ပေါ့နော်အိမ်မက်စိတ်ကူးလေအဲ့ဒီထဲမှာကိုယ့်အတွက်အဖြစ်ချင်ဆုံးမြင်ကွယ်အဖြစ်ချင်ဆုံး dreams အဖြစ်ချင်ဆုံးကိုတိုက်ရိုက်သွားဖို့လိုအပ်တယ် right path ပေါ့နော်တည်ရမလားကို focus ကဒီမှာဆိုကြည့်လိုက်သူ့ရဲ့ဟာဒီဟာကိုပဲ focus လုပ်တာဒီဟာကိုသူကြည့်မနေဒါလည်းကြည့်မနေဒါလည်းကြည့်မနေဒါလည်းကြည့်မနေအဲ့ဒီ focus လုပ်ရမယ့်အရာကိုတိုက်ရိုက်သွားဖို့လိုအပ်တယ်ဆိုတဲ့ဟာမျိုးနော်အဲ့တော့တိတ်စိတ်ဝင်စားဖို့ကောင်းတယ်ဒီဟာလေးဘာကြောင့်လဲမသိဒီအခြေခံအဓိပ္ပာယ်ထက်စာရင် picture message ကိုပို့ပြီးတော့သွားနေမိတယ်ပေါ့နော်အဲ့တော့ file number 2လေးအနေနဲ့ရောပေးတော့တဲ့ advice ကရောအခုချိန်မှာကိုနဲ့အဆင်ပြေနေလားပေါ့ကိုကဒီနေရာကိုအာယုံများတယ်လို့မပြောချင်ဘူး။ဘာဖြစ်လဲဆိုတော့လူတွေမှာတော့ dreams ကတခုတည်းရှိရမှာမဟုတ်လေ။ဖြောလည်းဖြစ်ချင်တရားလည်းဖြစ်ချင်။ဒါပေမဲ့ဒီမှာ picture message ဒီမှာညွှန်ပြနေတဲ့အရာကတော့ဒီမှာ focus ပေါ့နော် passionate ဖြစ်တဲ့အရာအဲ့လိုမျိုး focus ကိုဦးစားပေးပေါ့နော်တိုက်ရိုက်အဲ့လိုမျိုးလေးလာပြတယ်လမ်းကြောင်းလွဲနေတဲ့သူတွေရှိတာကိုဖြစ်ချင်တာတမျိုးဖြစ်ချင်တာတွေများနေတာပဲဖြစ်ချင်တာတမျိုးဖြစ်နေတာဒါပေမဲ့ကိုရှောက်နေတဲ့လမ်းတမျိုးဖြစ်နေတာအဲ့လိုလူမျိုးတွေရှိတာပေါ့အဲ့ဒါဆိုရင်เนาะဒီ file နဲ့ energy အဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့เนาะရှောင်ရမယ့်အရာကိုပြောမယ်เนาะရှောင်ရမယ့်အရာကဘာလဲ emotional ဖြစ်လွယ်လို့နာစိတ်ဒီခံစားလို့နာမျိုးပေါ့เนาะဒီမှာကတော့picture message အရာဆိုရင်တော့ဒါsorry ရှောင်ရမယ့်အရာပြောဆောင်ရမယ့်အရာပြောမယ်ဆိုတော့နံပါတ်1 happiness ပေါ့နော် okay ပြန်ပြောမယ်ပြန်ပြောမယ်နော်နံပါတ်1ဆောင်ရမယ့်ဟာကိုအရင်ပြောမယ်ဆောင်ရမယ့်အရာကဘာလဲဆိုတော့နံပါတ်1ကို passionate ဖြစ်တဲ့အရာကိုနော်နံပါတ်2 focus လုပ်မယ်နော်လမ်းကြောင်းတွေများနေတာမျိုးမဟုတ်ပဲကိုတကယ်သွားခြင်းနဲ့အဖြစ်ချင်ဆုံးကိုရဲ့ dreams right path မှန်ကန်တဲ့လမ်းကြောင်းပေါ်ရအောင်တက်ဖြစ်မယ်ရအောင်တက်ဖို့လိုတယ်ပေါ့နော်နံပါတ်3တစ်ချက်ကကြတော့ဗာလဲဆိုတော့က happiness နော် picture message ကလေနော်နှစ်ခုစလုံးကပြုံးပျော်နေတာမျိုးနော်အဲ့ဒါ happiness energy မျိုးအရင်အရေးကြီးတယ်ရှောင်ရမယ့်ဟာပြောပါမယ် emotional ဖြစ်လွန်းတာမျိုးစိတ်ခံစားချက်တာပျော်ရင်လည်းပျော်လွန်းနေပေါ့တခုခုဆိုရင်လည်းဝမ်းနဲ့ဆိုလည်းဝမ်းနဲ့လို့အဲ့လို emotion အတက်အကျလေနော်အဲ့လိုမျိုး wave ကအတိုင်းအဲ့လိုမျိုးလေးအဲ့ဒါလေးကိုသတိထားဖို့လိုတယ်နောက်တစ်ခုကအာယုံနေအရန်ပြန်တာ energy အရန်ပြန်တာမျိုးလေနော်ဖြစ်ချင်တာတွေအရန်များတာနော်အဲ့လိုမျိုးပေါ့အဲ့ဒါလေးကိုတော့ focus ထားဖို့
လိုရတယ်ဟိုတခုခုကိုရဲ့ dreams အကြီးကြီးတခုအဲ့ဒီ target ကိုအရင်သွားဖို့လိုရပေါ့နော်နောက်တစ်ခုက abundance ကိုသွားမှာเนาะအဲ့တော့ဆောင်ရမယ့်အရာနဲ့ရှောင်ရမယ့်အရာ abundance ကဒီ9နောက်ခပ်ကြလာတဲ့ picture ပုံမှန်အားဖြင့်ဆိုတော့ဒါ happy ပြောဖို့ကောင်းတယ်ပေါ့နော်9နောက်ခပ်ကြလာတယ်ဒါကိုယ့်ရဲ့ dream စိတ်ကိုယ်မှတ်တွေဖြစ်လာတော့မယ်ဆိုတာမျိုးပေါ့နော်ဒါပေမဲ့ရှေ့မှာခံထားတဲ့ဟာဒါ tower ကြီးလာခံ tower ရဲ့အဓိပ္ပာယ်ကပါလဲဆိုတော့သူက changes ဖြစ်တာဘယ်လို changes လဲဆိုတော့ကိုကပြုပြင်ယူလို့မရဘူးပေါ့နော်အဲ့မပြုပြင်ကိုပြင်ယူလို့မရတဲ့အခြေအနေတစ်ခုခုကြောင့်ကိုကအပြောင်းလဲဖြစ်တယ်နောက်တစ်ခုကနီးပညာအကူအညီယူရတာမျိုးတွေเนาะဒီ final number 2ကပို့ပြီးတော့ abundance ပို့ဖြစ်ချင်တယ်ဆိုရင်နီးပညာအကူအညီယူရတာမျိုးတွေလုပ်ဖို့လိုအပ်တယ်တချို့အတွက်နေရအရွှေ့ပြောင်းလုပ်ရတာမျိုးဖြစ်လိုက်ပဲเนาะနေရအရွှေ့ဒီမှာဆိုဒီမှာအဟောင်းပေါ့မှာပြစ်ချလိုက်ပြီဆိုတော့လေเนาะတချို့အတွက်ကဒါကိုနဲ့ energy အဆင်ပြေယူပါเนาะနေရအရွှေ့ပြောင်းလုပ်ရတာမျိုးဖြစ်မယ်နံပါတ်တချို့အတွက်ကကြတော့နီးပညာအကူအညီယူရတာမျိုးဖြစ်မယ်เนาะတချို့ကကြတစ်ကပြန်စားဖို့လိုနေတယ်เนาะfoundation เนาะအခြေခံအုတ်မြစ်ကိုကောင်းကောင်းချဖို့လိုအပ်နေတာလို့ပြောတယ်အဲ့တော့ခါဒီ patient message ရတဲ့တွေ့တဲ့အတိုင်းပေါ့နော်ကိုအခုသွားနေတဲ့ပုံစံတိုင်းကိုသွားလို့မရတော့ဘူးကိုမှပစ္စည်းတွေပါလေဆိုတော့အကုန်လုံးအတစ်ကနေပြန်စားရတယ်မှစာရွက်နေပါရှောက်တယ်ဆိုရင်လည်းနမူနာပေါ့နော်အတစ်ကနေပြန်စားအတစ်ကနေပြန်လောက်ရတာမျိုးပေါ့နော်အဲ့လိုမျိုးလေစီးပွားရေး business ဆိုရင်လည်းအတစ်ကနေပြန်စားတယ်နည်းပညာအတစ်အကူအညီယူရတယ်တစ်ကနေပြန်စားတယ် foundation အခြေခံကိုကောင်းအောင်အဲ့လိုမျိုးတွေလုပ်ဖို့လိုအပ်တယ်เนาะနောက်တစ်ခုကတော့ဒီမှာသုံးတဲ့တိုင်းပဲ happiness energy မျိုးလိုအပ်တယ်ပြီးတော့ကိုယ့်အတွက်ဆိုရင် universe က support ပေးမှာเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့ရှိတယ်လုံလောက်တယ်ကိုဖြစ်ချင်တဲ့ dreams တွေအားလုံးဖြစ်ခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးเนาะokay အဲ့လိုမျိုးလေးလုပ်ဖို့လိုအပ်တယ်เนาะsorry ပါအတန်အရန်ဆူသွားတယ်နောက် background အတန်လေးเนาะအရန်ဆူသွားတယ်ဆိုရင်နားလည်ပေးပါအဲ့ဆိုအမျိုးဒီမှာထပ်ပြီးတော့ဖတ်မှာရှောင်ရမယ့်အရာပေါ့เนาะရှောင်ရမယ့်အရာကတော့ဘာလဲဆိုရင်စိတ်နံပါတ်1စိတ်ကူးထဲမှာပဲမျောနေတာမျိုးပေါ့เนาะတကယ်လက်တွေ့မကြဘူးဖြစ်တာနံပါတ်2ကခံစားလွန်တာเนาะစိတ်ကူးရင်လားကောင်းလား yes ကောင်းတယ် visualize လုပ်နိုင်တာကောင်းတယ်ကိုဖြစ်ချင်တဲ့ dreams တွေကိုကိုရဲ့စိတ်ကူးထဲမှာ okay ဒါတွေငါရနေပြီပုံဖော်နိုင်ပြီးတော့တစ်ဖက်ကလည်းကိုကလက်တွေ့ကြနဲ့ action ယူရမယ့်အရာကိုလှုပ်ဆောင်နေဖို့လိုပါတယ်ဆိုလိုချင်တာအမင်းနမူနာပြောပြရကွာဒီမှာခွက်တွေမြင်လို့လေနော်ကိုကတခုခုကိုတောက်ချင်တယ်ဆိုပါဥမာရေတောက်ချင်တယ်ဆိုပါဆိုနော်မဟုတ် coffee ပေါ့ကောင်းတာလေးတခုပြောမယ် coffee တောက်ချင်တယ်ဆိုပါဆိုဒီမှာခွက်တွေတွေ့လို့လေနော်အဲ့ဒါဆိုရင်အမေ coffee တောက်ဖို့စိတ်ကူးထဲမှာပထမဆုံးတော့ငါဒီဟာလေးတောက်လိုက်ရရင်သိကောင်းပါပဲ okay တောက်နေပြီပေါ့အဲ့လိုမျိုးလေးစပြီးတော့ခံစားကြည့်အဲ့လိုမျိုးထိုင်ခံစားနေလို့မဟုတ်ဘဲနဲ့တစ်ဖက်မှာလည်းကိုလုံးရမယ့်အရာကို action ယူဖို့လိုရတယ်မှာ coffee ခွက်ကိုယူတာ coffee mug ထည့်တာเนาะလက်ရှိအခြေအနေကိုပေါ့လက်ရှိ present mode ပေါ့လက်ရှိအခြေအနေကိုအာရုံစိုက်ပြီးတော့ကိုလုံးရမယ့်အရာကို focus ထားပြီးတော့လုပ်ဖို့လိုရယ်เนาะအဲ့တော့စိတ်ကူးရင်တာကောင်းလား yes ကောင်းတယ်ဒါပေမဲ့စိတ်ကူးတွေကြီးပဲထိုင်ရင်နေတော့အဆင်မပြေဘူးနောက်တစ်ခုကအပြောင်းလဲကိုမကြောက်ပါနဲ့ changes เนาะဒီအဖွဲကအပြောင်းလဲကိုမကြောက်ပါနဲ့အပြောင်းလဲကဒီလောကကပေါ့เนาะလောကမှာအပြောင်းလဲလုပ်ရမယ့်ကဏ္ဍတွေရောက်လာတဲ့အချိန်မှာဆိုရင်ဒါတွေကကိုထိုင်ပြီးတော့စိတ်အားငယ်ရမှာမဟုတ်ဘူးထိုင်ပြီးတော့အပြစ်တင်ရမှာလည်းမဟုတ်ဘူးတစုံတရာကိုအပြစ်တင်ရမှာမဟုတ်ဘူးတစုံတရာကိုအပြစ်တင်ရမှာမျိုးမဟုတ်ပဲねကိုကဘယ်လိုလိုက်ရောညီတွေဖြစ်အောင်လုပ်ရမလဲကိုရဲ့ life ကိုနောက်ထပ် upgrade ထပ်ပြီးတော့မြင့်အောင်เนาะကိုတယောက်တည်းနံပါတ်1ကတော့ for me ပေါ့เนาะကိုတယောက်တည်းဒါမှမဟုတ်နောက်တစ်ခုက for us ကိုရဲ့မိသားစုเนาะအဖေအမေဒါမှမဟုတ်လေသားသမီးမိသားစုပေါ့နောက်တစ်ခုကကျတော့ for ourselves ပေါ့เนาะကိုရဲ့ဒီလူသားတွေကိုတက်နိုင်တဲ့ကဏ္ဍတွေကိုနေမှာမျိုးပေါ့เนาะအဲ့တော့ okay အဲ့အတွက်ကြောင့်မကိုယ့်ရဲ့ level အမြဲတမ်းမြင့်နေဖို့လိုအပ်တယ်အပြောင်းလဲကိုမကြောက်ပါနဲ့ပေါ့နော်အပြောင်းလဲကိုမကြောက်ပါနဲ့အဲ့လိုပဲအပြောင်းရွှေ့တွေလည်းမကြောက်ပါနဲ့ပေါ့နော် okay နောက်တစ်ခုကတော့ happiness energy မျိုးလေးပါနော်ပြုံးပျော်ရွှင်ပြီးတော့
လက်ရှိရောက်နေတဲ့အခြေအနေကိုပြုံးပျော်ရွှင်ပြီးတော့နေနိုင်ဖို့တော့လုပ်ပါတယ်နော်တကယ်လို့မြန်ပေါ့နော်ဒါအမီရှေ့ပိုင်းမှာအမီဒါထဲမဖတ်ဘူး sense လည်းမရဘူးပေါ့နော်တကယ်လို့မြန်ဒီအဖွဲ့ကဒီ file number 2ကပေါ့နော်တချို့ကိုထိန်းချုပ်လို့မရတဲ့အရာတခုကြောင့်ကိုကသွားပြီး control သွားလုပ်လို့မရဘူး။ဥပမာကိုရဲ့နေတဲ့သူက daily routine နေ့စဉ်လုပ်နေတဲ့လုပ်ရက်တွေကိုဒါကိုကပြုပြင်ယူလို့ရတယ်လीနော်။ဒါပေမဲ့တချို့ချိန်တွေမှာပတ်ဝန်းကျင်ကြောင့်ဖြစ်လာတာဖြစ်စေတဘာဝတရားကြောင့်ဖြစ်လာတာဖြစ်စေအဲ့လိုအခြေအနေမျိုးတွေမှာကိုကသွားပြီးတော့သူတို့သွားပြီးပြင်ယူလို့မရ။ Okay ပြီးသွားတဲ့ຢာတွေကတော့တချို့အခြေအနေတိုင်းက accept တော့လုပ်ရတယ်လက်ခံရတယ်ပထမဆုံးဖြစ်နေတဲ့အခြေအနေကိုလीနော်။လက်ခံပြီးတော့ကိုယ့်အတွက်ဘယ်အရာကိုကောင်းတဲ့အရာကိုဘယ်လိုအာယုံစိုက်ပြီးသွားမလဲပေါ့နော်ဘယ်လိုအကောင်းဆုံးလုပ်ပြီးမလဲဘယ်လိုအကောင်းဆုံးလမ်းလျှောက်သွားမလဲပေါ့ရှေ့ဆက်ရမယ့်လမ်းတွေနဲ့ပတ်သက်ပြီးတော့လीနော်အဲ့လိုမျိုးလေးပါနော်โอเคဒါကတော့ energy အဆင်ပြေတဲ့သူယူပါနောက်တစ်ခုကနံပါတ်3 friend တငယ်ချင်းမိတ်ဆွေနဲ့ပတ်သက်ပြီးဘာတွေစောင့်မို့လို့လဲဘာတွေကိုရှောင်မို့လို့ရလဲပေါ့နော်Okay စာမို့လိုတာနံပါတ်1က mature ပေါ့နော်ရင့်ကျက်ဖို့လိုရတယ်ကိုကလေကိုစီမှာ abundance ဖြစ်တယ်ပေါများကျွယ်ဝနေတယ်ဆိုတဲ့ mindset မျိုးလေးရှိပြီးတော့ကိုကပေးနိုင်တာလှူနိုင်တာ Okay အများကြီးမပြောဥမာလူရဲဆိုတာမှာတချို့ကရာနှုန်းပြည့်လူတာသူ့မှာရှိတဲ့အကုန်လူတာမျိုးပေါ့နော်တချို့ကကြာမဟုတ် percentage တက်ကူပဲဒါကတော့ကိုယ့်ဟာကိုယ်ခွဲပါเนาะပြောချင်တာကတငယ်ချင်းမိတ်ဆွေတွေနဲ့အပေါင်းအသင်းဆက်ဆံရေးမှာပို့ပြီးတော့အဆင်ပြေနေဆိုမေတ္တာထားပါနံပါတ်1ကနံပါတ်2ကပေးကမ်းစွန့်ကြဲပါပေါ့เนาะပေးကမ်းစွန့်ကြဲပါနံပါတ်3ကမာန်မာနမထားပါနဲ့ပေါ့เนาะ Queen of Coins ရဲ့ energy ကကြာ तू ကပေးတယ်လူလဲကမ်းဒါပေမဲ့ तू ကတကယ်လို့မြန် reverse အခြေအနေဖြစ်သွားမယ်ဆိုရင် तू ကဘာလဲဆိုတော့မာန်မာနကြီးတာเนาะအရင်အစစ်အတန်းခွဲခြားတာပေါ့နော်အဲ့လိုမျိုးတွေဘက်ကိုနည်းနည်းသွားတယ်ပြီးတော့နောက်တစ်ခုကရင့်ကျက်ပါနော်ရင့်ကျက်ပါတချို့အရာတွေကိုလိုက်ပြီးတော့မမြင်နဲ့ပေါ့နော်ဒီအားချက်ပါလဲဆိုOkay ဒါကတော့ energy အဆင်ပြေတယ်ယူဘာကြောင့်အမီအဲ့လိုမျိုးပြောပြလဲတော့မပြောတတ်ဘူးဒါပေမဲ့ဒီမှာ page energy က page of wands က energy ရဆိုတင်ယူလို့စိတ်ရှိတာကောင်းတယ်ပေါ့နော်ဒါပေမဲ့တချို့အခြေအနေမှာရင့်ကျက်ဖို့လိုအပ်တယ်ပေါ့နော်ရင့်ကျက်ဖို့လိုအပ်တယ်အခြေအနေနဲ့အချိန်ခါကိုကြည့်တတ်တာမျိုးပေါ့နော်ဒီအားကြောင့်အမီ picture message ဘက်ကိုပို့ပြီးတော့ဖတ်ရတာမျိုးစိတ်ကလေဖြစ်နေတယ်ပေါ့နော် maybe ဒီအဖွဲ့ထဲမှာvisualize ပေါ့နော်ဒီစိတ်ကူးရင်တာတို့နော်အမြင်မှာအတွေးအမြင်အာရုံမှာပုံဖော်ရတာသဘောကျနှစ်တက်တဲ့သူမျိုးတွေနော် Pisces Cancer Pisces Scorpio အဲ့လိုမျိုး energy မျိုး strong ဖြစ်နေတဲ့သူမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေပါတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်file number 2အတွက်ပေါ့နော် file number 2အတွက် soul message ပေါ့နော် soul true deck ကနေဒီ message လေးရမယ်ပေါ့နော်Go through message. File number 2. မီလာအတွက်နော်မီလာအတွက်ပါ message တွေရပုံမှန်အမြင်တကပ်ပဲရှိဖိုင်တော့မှလည်းယူလာတယ်မဲ့စိတ်ကနောက်ခုဆွဲချင်တာ Okay When was the last time I couldn't stop laughing or smiling ဒီအဖွဲရတဲ့ဘယ်အချိန်တုန်းကတဲ့နောက်ဆုံးရည်ခဲ့တာလဲပေါ့နော်အဲ့တော့ဆိုလိုချင်တာဒီဟာယူအမြင်တိုင်းရိုက်မပြန်တော့ရီမောခြင်းပေါ့နော် love ရီမောတာမျိုးပ
ပြုံးပြောတာမျိုးပေါ့နော်အဲ့ဒါတွေကအရန်ကြီးကြီးတယ် happiness energy မျိုးပါပဲဒါပေမဲ့အဲ့လိုရီမောတာရှိတယ်တချို့ဆိုအဲ့လိုမျိုး exercise ရှိတယ်ယောဂတွေပါမှာဆိုရင်ယောဂတွေမှာလားမသိဘူးเนาะအဲ့ဒီ exercise ကဘယ် exercise လဲတော့အမှတေချာမပြောတော့ဒါပေမဲ့အဲ့လို YouTube မှာဆိုရိုက်ရှာကြည့်လို့ရတယ်သူကရီတာနဲ့ပတ်သက်ပြီးတော့ exercise တစ်ခုအနေနဲ့အဲ့လိုမျိုးဟာဆိုအဲ့လိုမျိုးနောက်ကျရင်ရီတာမျိုးပေါ့နော်အဲ့ဒီ exercise တွေရှိတယ်သူကဘာလဲဆိုတော့အဲ့တော့အရေးကြီးလို့ပေါ့ okay ဒီမှာတော့ make somebody laugh today make somebody laugh today okay so action ဘာလို့ဆိုတယောက်ယောက်ကိုရည်ရအောင်လေလောက်တာမျိုးပေါ့နော်ဟာတာပြောတာမျိုး okay ဒီလိုမှမဟုတ်ဆိုလဲကိုဟိုဟာတာရုပ်ရှင်တစ်ခုကြည့်တာရီမောอ่ะပေါ့နော်ကိုနံပါတ်1ကအမေကတော့ကိုကအစားဒီမှာတိုက်ရိုက်ပြန်တာမျိုးမဟုတ်ဘူးเนาะတော်တာအမျိုးဘာသာပြလာပြန်ပြမှာဆိုနံပါတ်1ကကိုအဲ့လိုမျိုးရည်တယ်ပျော်ရွှင်တယ်အဲ့လို vibe မျိုးရအောင်ပြန်သွားဖို့ဆို message မျိုးရထားတယ်ပေါ့နော်အဲ့တော့laughter is healing เนาะဘာလဲဆိုတော့အဲ့လိုရီမောပျော်ရွှင်နေတာတဲ့ကိုယ့်ရဲ့စိတ်ကိုကုစားခြင်းတစ်မျိုးပဲပေါ့နော်ကိုယ့်ရဲ့စိတ်ကိုပေါ့ပါသွားစေတယ်အရာရာကိုအဲ့လိုမျိုးဒေါသတွေထွက်စိတ်ကြီးအဲ့လိုမျိုးကြီးထားတာမျိုးမဟုတ်ဘဲနဲ့ပေါ့ပါပျော်ရွှင်အောင်လေအဲ့လိုမျိုးလေးသွားဖို့ find the joy in the littlest things တဲ့နော်ကို action ယူတဲ့အရာတွေမှအဲမှာဘယ်လိုပဲဖြစ်ကွာပေါ့ပါလေးအဲ့လိုပျော်ရွှင်မှုလေးပေါ့အဲ့ဒါကိုရှားဖို့လိုအပ်တယ်ပေါ့နော် how to self love more often ရီဖို့လည်းမမေ့ပါနဲ့တဲ့ okay အဲ့တော့ဒီဘွဲ့အတွက်မှာမေးရမယ့်စကားဘာလဲဆိုရင်ဒါအမီ sense ကရလို့ယူလိုက်တာမျိုးเนาะဘာလဲဆိုတော့ကိုဘဝမှာအဲ့လိုမျိုးရီဖို့မောဖို့မေ့နေတဲ့အချိန်မျိုးရှိလာပေါ့เนาะဒါပြီးဒါလုပ်မယ်ဒီတိုင်းပဲသွားမယ်ဟာဒါအဲ့လိုမျိုး plan နေတိုင်းပဲသွားတာမျိုးဖြစ်နေလားပေါ့ပါပျော်ရွှင်နဲ့အဲ့လိုရီမောနေတဲ့အချိန်မျိုးเนาะအဲ့လိုအချိန်လေးကိုပြန်ပြီးတော့ try မှုလုပ်ရဆိုပုံစံမျိုးလာပြတယ်ပြီးတော့ဒီမှာ okay if I had a magic wand and could have anything I desire in life what would I choose okay ဘဝမှာတဲ့မှော်ပေါ့နော်မှော်တုံးတန်လေးရှိမယ်ဆိုရင်တဲ့အဲ့မှော်တုံးတန်လေးကအရာရာကိုအဲ့လိုဖန်တီးနိုင်ကိုစိတ်ဆန္ဒရှိတဲ့အရာကိုပေါ့နော်ဖန်တီးနိုင်ခွင့်ရမယ်ဆိုရင်အဲ့ဒီကိုဘာကိုဖန်တီးမလဲတဲ့ကိုဘဝမှာအဲ့လို life မှာဖြစ်ချင်တဲ့အရာတစ်ခု choice ပေါ့နော်ရွေးချယ်ဖို့ပြ ban with desires တဲ့ကိုရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုအဲ့ဒီဆန္ဒတစ်ခုကိုဒီမှာတော့ ban with desires ပေါ့အဲ့ဒီဆန္ဒနဲ့အတိုင်းလုပ်ဖို့ပြောတာမျိုးပါပဲเนาะအဲ့တော့ကိုမှမှော်တုတ်တန်လေးရှိမယ်ဆိုရင်တဲ့เนาะကိုမှမှော်တုတ်တန်လေးရှိမယ်ဆိုရင်ကိုဘဝမှာဖြစ်ချင်တဲ့ desires ဆန္ဒကဘာဖြစ်မလဲအဲ့လေအရင်ဆုံးမှန်ခဲ့ပြပါအောင်ပေါ့နော်နံပါတ်1ကဖြစ်ချင်တဲ့ဆန္ဒအရင်ရှိရအောင်မယ်ဒီနော်ပြီးတော့မှဖြစ်နေပြီဆိုတော့ stage ကိုသွားရမှာဆိုကိုဘဝမှာဘာဖြစ်ချင်ဆုံးလဲအဲ့တော့ဒီ final number 2အတွက်ကဒီ card လေးရလာတယ်အဲ့တော့အဲ့လိုမှန်ခဲ့ပြီနော်ပြီးရင်အာယုံထဲမှာပုံဖော်ကြည့်ပေါ့နော်အဲ့ဒီ desires ကအဲ့ဒီပုံစံတိုင်းလေးဖြစ်နေပြီဆိုတဲ့ပုံစံမျိုးပေါ့အမှဘာဖြစ်ချင်လဲကိုက tarot readers ဖြစ်ချင်တာလားcoach တယောက်ဖြစ်ချင်တာလားเนาะအဲ့လိုမျိုးဖြစ်နေပြီဆိုရင်လည်းကိုတယောက်တည်းမဟုတ်ဘူးtarot reader ဆိုရင်လည်းကိုကဘယ်လို readers မျိုးလဲပေါ့เนาะတကယ်အပြင်မှာကတ်တွေဆွဲပြီးတော့အဲ့လိုမျိုးဖတ်ပြီးချင်တာလားအဲ့လိုမျိုးဆိုရင်လည်းတခြားသောသူတွေပေါ့เนาะပတ်ဝန်းကျင်မှာခြားသောကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေအတိတွေဒါမှမဟုတ်လည်း clients တွေသူတို့တွေကိုတကယ်ဖတ်ပြီးနေတဲ့ပုံစံမျိုးcoach ဆိုလည်းအဲ့လိုမျိုးပဲပေါ့เนาะဆရာမဆိုလည်းဆရာမပေါ့အဲ့လိုမျိုးเนาะအဲ့တော့ဒီမှာတော့ဗာလဲဆိုတော့ there is power in your desire အဲ့လိုစံသားတွေမှာစွမ်းအားရှိတယ်ဘယ်လိုမျိုးလဲဆိုတော့okay ထားပါတော့ it's time to take flight action ယူရမယ့်အချိန်ပေါ့နော်အဲ့လိုမျိုးလေးပြအဲ့တော့ဒီမှာဘာကိုပြောလဲဆိုတော့so action ကဒီနေ့တဲ့ကိုယ့်ရဲ့အတွင်းစိတ်ကိုတေချာပြန်ပြီးတော့လေ့လာပါပေါ့နော်ပြန်ပြီးတော့ကိုယ်စိတ်ထဲမှာကိုဘာကိုဖြစ်ချင်ဆုံးလဲဆိုတော့တေချာလေးပြန်စဉ်းစားရတယ်ပြီးရင်တဲ့ဘလို့ရာရွေးချယ်ရမလဲဆိုတော့ကိုယ့်ရဲ့ဘဝကိုပြုံးပျော်စေတဲ့အရာမျိုးအဲ့ဒီအရာလေးလုပ်နေရတယ်ဆိုရင်ကိုကပြုံးပျော်နေတာမျိုးပေါ့နော်အဲ့လိုမျိုးအရာလေးကိုပဲရွေးပါတယ်နော်
Okay so ဖိုင်နံပါတ်2အမေဒီညမှာပဲအဆုံးတက်ပြစီเนาะအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပေးတဲ့ဦးတရားဆိုင်ကိုကျေးဇူးများတင်ပါတယ်အမျိုးစီမှာ person reading package လေးဝယ်ချင်တာပဲဖြစ်ဖြစ် tarot card oracle card လေးအမှားတင်လို့ပါပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုယ်ပိုင်အားလက်ချိန်မှာအခြေခံ tarot ဖတ်နည်းလေးကို video package လေးနဲ့လေ့လာချင်တာပဲဖြစ်ဖြစ်101 healing class လေးနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းလိုတာပဲဖြစ်ဖြစ်အဲ့တော့ဆိုရဲ Facebook chat box မှာဖြစ်စေပေါ့နော်comment မှာဖြစ်စေလာရောက်မေးမြန်းစုံစမ်းလို့ရပါတယ် admin team က online channel ချက်ချင်းအကြောင်းပြန်ပေးမှာဖြစ်ပါတယ်เนาะအဆုံးထိအချိန်ပေးပြီးနားထောင်ပေးလို့ကျေးဇူးများတင်ပါတယ်တကယ်လို့ပေါ့နော်ဒီ self improvement reading လေးကကိုနဲ့အဆင်ပြေတယ် energy လည်းအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တကယ်ဟို package ကိုဝယ်ဖို့လည်းစိတ်ဝင်စားရဲဆိုရင်အမျိုးရှိမှာ1 year readings လေးရှိပါတယ်เนาะတစ်နှစ်ပေါ့နော်အမျိုးဒီတစ်နှစ်ဆိုတော့12ချိန်ပို့ပေးတာမျိုးပေါ့နော်တစ်လကိုတစ်ခါစီနဲ့အဲ့လို self improvement reading လေးမိကုန်း9ခုပါတာမျိုးပေါ့နော်အဲ့မိကုန်း9ခုပါတယ် self improvement reading package လေးကိုလာစဉ်ပို့ပေးတဲ့ service လေးလည်းရှိပါတယ်တကယ်လို့စိတ်ဝင်စားရဲဆိုရင်အမေရဲ့ chat box မှာလာရောက်မြင်မြန်စုံစမ်းလို့ရပါတယ်เนาะ admin team က online channel ချက်ချင်းအကြောင်းပြန်ပြမှာဖြစ်ပါတယ်bye bye see you soon hi pan number 3ဒီပေါ့နော် seven chakraလက်ပတ်လေးကိုရွေးထားတဲ့သူတွေအတွက်ဖတ်ပြပေးမှာဖြစ်ပါတယ် Okay အဲ့တော့အခုဖတ်ပြနေတာဒီမေလမှာပေါ့နော်ကိုတိုးတက်ဖွံ့ဖြိုးဖို့အတွက်ဘာတွေကိုဆောင်ရမလဲဘာတွေကိုရှောင်ရမလဲကိုယ့်ရဲ့ရှေ့ရေးနာကတိုးတက်ဖို့အတွက်ဆိုဒီမေလမှာပေါ့နော်မေလမှာကိုယ့်ရဲ့ရှေ့ရေးတိုးတက်ဖို့အတွက်ဘာတွေကိုဆောင်ရမလဲဘာတွေကိုရှောင်ရမလဲနံပါတ်1မိကုံကကြတော့ abundance ပေါ့နော်ပေါ်များကြွယ်ဝမှုတွေဒီခုတက်ပို့ပြီးတော့ရလာဖို့အတွက်ဘာတွေကိုဆောင်ရမလဲဘာတွေကိုရှောင်ရမလဲနောက်တစ်ခုနံပါတ်3ကကြတော့အပေါင်းအသင်းမိတ်ဆွေကဏ္ဍမှာပေါ့နော်လူတွေနဲ့ပို့ပြီးတော့ပြောဆိုစံရေးပိုင်းပို့ပြီးတော့အဆင်ပြေအောင်ဘာတွေကိုဆောင်ရမလဲဘာတွေကိုရှောင်ရမလဲပေါ့နော်ဒါအပြင်တို့ဒီ social tag လေးကိုသုံးပြီးတော့လဲ soul message လေးကိုပြပေးမှာဖြစ်ပါတယ်နော် Okay အဲ့တော့ပထမဆုံးမိကုန်းလေးကဘာလဲဆိုတော့ကိုရှေ့ရဲ့အနာဂတ်တိုးတက်ဖို့အတွက်ဒီမေလမှာပေါ့နော်ဖိုင်နံပါတ်3လေးရဲ့ရှေ့ရဲ့အနာဂတ်တိုးတက်ပြောင်းလဲဖို့အတွက်ဘာတွေကိုဆောင်ရမလဲဘာတွေကိုရှောင်ရမလဲပေါ့နော်နံပါတ်2ကကြတော့ပေါ်များကြွယ်ဝမှုတွေရလာအောင်ဘာတွေကိုစောင်းရမလဲဘာတွေကိုရှောင်ရမလဲတကက်ပဲနှစ်ကက် thank you အပေါင်းအသင်းမိတ်ဆွေကဏ္ဍမှာပို့ပြီးတော့အဆင်ပြေလာအောင်ဘာတွေကိုစောင်းရမလဲဘာတွေကိုရှောင်ရမလဲเนาะဖိုင်နံပါတ်3လေးကOkay အဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်ကိုရှိရေးတိုးတက်အောင်ဘာတွေကိုဆောင်ရမလဲရှောင်ရမလဲအဲ့တော့ဒီမှာလေးကြားလာတဲ့ကတ်လေးကထူးဆန်းတယ်တွေ့လားမသိဘူးเนาะဒီမှာ page of wands ရယ် king of wands အမတို့ဒီ tarot မှာဆို page knight queen king เนาะ page knight queen king ဆိုပြီးအဲ့လိုမျိုးလေးမျိုးရှိတယ်page ကလူလင်ပေါ့လူလင်ဆို king ကတော့လုံးဝ mature ဖြစ်တာမျိုးအမြင့်အနေနဲ့ပြောမယ်ဆိုရင်ပထမဆုံးအနေနဲ့ဖိုင်နံပါတ်3အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ရှေ့ရေးအနာဂတ်တိုးတက်ဖို့အတွက်ဆိုရင်ဒီမှာ peach လိုမျိုးမဟုတ်ဘူးသူကအမှန်တော့လေတကယ်ကိုကဒီအခြေခံကြည်ကြည်နဲ့ပေါ့နော်အောက်တက်ကြည်ကြည်နဲ့ဒီမှာဆို picture message အရာချက်ပြုတ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့ကိုကအောက်တက်ကြည်ကြည်နဲ့လုံနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ mindset ကလည်းဘာလဲဆိုတော့နံပါတ်1ကရင့်ကျက်ဖို့လိုတာလို့ပြောအများမြင်မိတယ်ဒီမှာလေဒီမှာဆိုရင်ပုံမှန်တွေ့ရတဲ့အမီတောက်ကဒီမှာအများကြီး cross ကပိတ်cross လောက်ထားတယ်စိတ်ခံစားချက်တွေကိုအရန်ကြီး
ဦးတည်တာမျိုးမဟုတ်ပဲねကိုပေါ့နော်လက်တွေ့ကြနဲ့ကိုလောက်ရမယ့်အရာကိုလက်တွေ့ကြစနစ်တကျအဲ့လိုမျိုးဒီမှာဆိုနိုင်ပေါ့နော်နိုင်ပေါ့အဲ့တော့အချိန်နဲ့အဲ့လိုစနစ်တကျသွားတာမျိုးအဲ့တော့နံပါတ်1ကရင်းချက်မှုနံပါတ်2ကကြတော့အချိန်လားအချိန်မှန်တာလားအဲ့လိုမျိုးနော်အချိန်ဖြုံးတာမျိုးမဟုတ်ပဲနဲ့เนาะအချိန်ဖြုံးတာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့ target ကိုမှီအောင်သွားဖို့လိုတယ်เนาะနံပါတ်3ကကြတော့ဒီ Kilo Wants ကဘာလဲဆိုတော့သူကလေသူ့ရဲ့သဘောတဘာဝကရင့်ကျက်တယ် communication ပြောဆိုဆိုင်ရေးဘက်မှာကောင်းတယ်စီးပွားရေး business ပေါ့เนาะစီးပွားရေးဘက်မှာဆိုလည်းထက်မြက်တယ်မတူညီတဲ့အရာတွေပေါ့နော်မတူညီတဲ့အရာတွေဆိုတာdifferent background ရှိတယ်ပညာရေးမတူညီတာကွဲပြားတာလူမျိုးကွဲပြားတာအဲ့လိုမျိုးပိုင်းတွေကိုလည်းသူကစိတ်ဝင်စားတယ်ပေါ့စိတ်ဝင်စားရဲဆိုတာမှာဖော်ရွေတယ်ရင်းနှီးတယ်လိုခွဲခြားဆက်ဆံတာမျိုးမရှိဘူးပေါ့နော်business အရာဆိုလည်းmarketing ပိုင်းတွေမှာအရင်ကြီးကောင်းတယ်ပေါ့နော်ဘယ်လိုပြောမလဲဈေးကွက်ဖြန့်ချီရေးပိုင်းတို့ဘာတို့မှာအဲ့လိုမျိုးဒီလိုအခြေအနေကနေဒီ page အခြေအနေကနေပြီးတော့ kin အခြေအနေကိုဖြစ်အောင်ကိုကaction ယူနိုင်မှုလို့လက်တွေ့ကျလှုပ်ဆောင်နိုင်မှုလိုအပ်တယ်ပေါ့နော်ရှောင်ရမယ့်အရာကိုပြောရင်တော့လေစိတ်ညံတာရယ်စိတ်ဆက်တာရယ်နော် Wands energy ရအဲ့လိုမျိုးနော် fire sign နေ Aries Leo Sagittarius okay အဲ့စိတ်ညံတာစိတ်ဆက်တာအဲ့ဒါကိုပြီးတော့ဒေါသထွက်လေတာဒီမှာဆိုမီးတောက်တာလေဒေါသထွက်လွယ်တာပေါ့ကိုမှန်နဲ့ထင်အဲ့လိုမျိုးငုံထွက်လိုက်တာမျိုးအဲ့လိုမျိုးမဟုတ်ဘဲနဲ့ချို့ထင်နေကြရင်ကိုယ်စိတ်ကိုအနှောင့်အယှက်အဖြစ်မခံတာမျိုးပေါ့နော်အဲ့လိုမျိုးဖို့အဆင်ပြေတယ်အဲ့စိတ်ဆက်တာစိတ်မြန်တာအဲ့ဒါကိုသတိထားဖို့လိုတယ်ပြီးတော့ဒီ fire sign ကဆိုရင်မာနပေါ့နော်အဲ့မာနကြီးရလေးကို fire sign ကြောင့်တော့မဟုတ်ဘူးဒါပေမဲ့ picture message ရဆိုရင်ကြည့်ပါအောင် happiness မှာ vibe မှာတိတ်ပြုံးပျော်ရွှင်တဲ့ဆို vibe မှာမရောက်နေဘူးအမိတ်ပေးတဲ့လိုမျိုးလို့ခံစားရသူ့ပုံကိုကြည့်လိုက်ရင်เนาะအဲ့လိုမာနပေါ့เนาะအဲ့ဒီအရာကိုတတိထားဖို့လိုတယ် short ဖို့လိုတယ်ပေါ့เนาะပြီးအချိန်မှန်တာတိကျတာအဲ့လိုမျိုးလေးကိုတွားပြီး focus လုပ်ဖို့လိုရတယ်ပေါ့เนาะအချိန်ဆွဲတာမျိုးမလုပ်နဲ့ပေါ့အချိန်ဆွဲတာရပြီအချိန်ဆွဲတာเนาะဒီမှာနာရီလေးဝတ်ထားတယ် abundance energy ရဆိုရင်ဒီမှာcomfort zone တွေကနံပါတ်1ကဘာကိုဆောင်ရမလဲ comfort zone တွေကဖတ်ဖို့လိုတယ်ဒီ3ရဲ့1စီအတိတ်ပဲကြာတော့ချဲ့တာကိုပြောချင်တာရေချားမြေချားနိုင်ငံရဲ့ချားချဲ့တာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လေဘာသာစကားတွေထပ်ပြီးတော့ချဲ့တာကိုယ့်ရဲ့လုပ်ငန်းကိုထပ်ပြီးတော့ချဲ့တာပြီးတော့เนาะအဲ့လိုမျိုးcomfort zone တွေကနေပြီးတော့ထွက်ဖို့လိုတယ်ပေါ့เนาะနောက်တစ်ခုကကျတော့ဒါဥဆောင်မှုပိုင်းမှာဥဆောင်မှုပိုင်းကနံပါတ်1ကကိုပဲ self leadership ပေါ့နော်ကိုအကောင်းဆုံးဥဆောင်နိုင်ဖို့လိုရတယ်အဲ့ဒါကတော့ရှေ့မှာလည်းပြောခဲ့တယ်ပေါ့နော်ကိုဒီအချိန်မှာဒါလုပ်မယ်ဆိုအတိအကျနဲ့အဲ့လိုမျိုးသွားတာပိုအဆင်ပြေတယ် happiness vibe နဲ့လည်းသွားဒီမှာကတော့အဲ့လိုမျိုးတော့ပြထားတယ်နော်အဲ့တော့ကိုဥဆောင်နိုင်မှာ self leadership ကိုနိုင်မှာတခြားသူတွေကလည်းဒီလိုမျိုးသူတို့ကိုနီးလန်းပေါ့နော် sharing လုပ်ပေးလို့ရမှာပေါ့နော်အဲ့တော့ရှောင်မဲ့အပိုင်းကိုပြောမယ်ဆိုတော့သူသနာကတ်တွေအကုန်လုံးက Wands energy ကြာလာတာလေနော်အဲ့ဒီဖိုင်ကိုဆွဲထားတဲ့သူအများစုက Aries Leo Sagittarius energy မျိုးတော်တော်ကြီး strong ဖြစ်တဲ့ထဲမှာပါလိမ့်မယ်ပေါ့နော်ပြီးတော့ Taurus 5လေးလည်းရတယ်အဲ့ဒါက okay abundance mindset ရအောင်ဆို abundance ပေါ်များကြွယ်ဝမှုเนาะပေါ်များကြွယ်ဝမှုမီလာမှာဆိုအဲ့လိုပေါ်များကြွယ်ဝမှုရဖို့ဆိုအဖက်မှာပေါ့နော်ငွေရေးကြေးမှမဟုတ်ဘူးတခြားအလုပ်ကိုင်ခွင့်လန်းကိုယ်စိတ်ကဆန္ဒရှိရနဲ့အဲ့လိုမျိုးချက်ချင်းပြေလာ abundance ဖြစ်လာတယ်เนาะအဲ့လို mindset မျိုးရဖို့လို့ဆိုနံပါတ်1က comfort zone တွေကနေထွက်ဖို့လိုတယ်နံပါတ်2ကကျတော့ happiness vibe เนาะနံပါတ်3ကကျတော့ကို self leadership ကိုကောင်းကောင်းလုပ်နိုင်မှုလိုပါတယ်เนาะ okay တချို့တက်ကတော့ဒါရေချားမြချာနိုင်ငံရဲ့ခြားနဲ့ဆက်ဆက်ပြီးကုန်းသွဲတာတို့เนาะဘာသာစကားတက်တည်ယူတာတို့ချဲ့တာမျိုးเนาะအဲ့လိုမျိုးလေး comfort zone တွေကနေထွက်တာမျိုးပုံမှန်လုံးနေကြလုံယူလုံးစင်တိုင်းမဟုတ်ပဲねထပ်ပြီးတော့ချဲ့တာကိုယ့်ရဲ့ပတ်ဝန်းကျင်အဲ့လိုမျိုးလေးเนาะနံပါတ်3မိကွန်ကအပေါင်းအသင်းကဏ္ဍเนาะဒီဖွဲ့ထဲမှာအပေါင်းအသင်းကဏ္ဍလို့ပြောလိုက်ရင်ဒီမှာအမိပြ
ပို့ပြီးတော့အပေါင်းအသင်းကဏ္ဍမှာပဲမိတ်ဆွေတငယ်ချင်းနေနဲ့ပို့ပြီးတော့အဆင်ပြေပြေပြောဆိုဆက်ဆံနိုင်မှုဆိုတာကနံပါတ်1ကကို့မာလေးဝင်ပြီးမနေဘူးလို့ရတယ်ဒီမှာဆိုပုံမှန်ကြည့်ပေါ့နော်တောင်ဝိတ်တွေကို तू ကထမ်းနာတာမျိုးတာဝန်တွေဝင်ပြီးတာအဲ့တော့စီးပွားရေးရဖြစ်စေကိုယ့်ရဲ့ကြရင်တော့လေစိတ်ထဲမှာဝင်ပြီးနေတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင် तू ကဒီအပေါင်းအသင်းနဲ့လည်းတွေ့ဖို့သူ့မှာအချိန်မရှိဘူး no time ပေါ့တငယ်ချင်းမိတ်ဆွေနဲ့တွေ့ဖို့လည်းအချိန်မရှိဘူးဝါသနာတူတဲ့တငယ်ချင်းမိတ်ဆွေနဲ့တွေ့ဖို့လည်းအချိန်မရှိဘူးဝါသနာမတူတဲ့တငယ်ချင်းမိတ်ဆွေနဲ့တွေ့ဖို့လည်းအချိန်မရှိဘူးဘာလို့ဆိုသူ့မှာအလုပ်ဆရာတွေကသူ့ဟာသူဒီမှာကြည့်တယောက်တည်းဝင်ပြီးနေတာမျိုးအဲ့တော့ဒီလိုအခြေအနေမျိုးမှာဆိုရင်အမေကဘာအကြံပေးချင်လဲဆိုတော့ကိုကဟိုဝန်ထမ်းပေါ့နော်ဝန်ထမ်းကို full time အချိန်ပြည့်ငှားရမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းအချိန်ပေါ့နော်ဟိုကိုလိုရတဲ့လောက်ပေါ့မှနေဝက်လားအဲ့လိုမျိုးလိုအပ်တယ်နောက်တစ်ခုကမဟုတ်ဘူးဝန်ထမ်းတွေလည်းရှိတယ်ဆိုရင်ကိုကအရာရာကိုလိုက်ပြီးတော့မပါနဲ့ပေါ့နော်မပါနဲ့ဆိုတာကဟိုမဟုတ်ခန့်ခွဲမှုပိုင်းရတော့ဟုတ်တယ်ဒါပေမဲ့တချို့သူတို့လုံးနိုင်တဲ့အရာတွေကိုတခြားသူတွေကိုငွေမျှပေးတာမျိုးလေတာဝန်ဝင်မျှပေးတာမျိုးအဲ့လိုမျိုးပေါ့နော်ဥပမာကိုလာကူမဲ့သူရှိရဲဆိုရင်လည်းသူတို့လုံးနိုင်တယ်ဆိုရင်သူတို့လုံးနိုင်တဲ့ဟာလေးတွေကိုခွဲပေးတာမျိုးပေါ့နော်ကိုစီကအဓိကကိုစီကတာဝန်တွေခြားသူတွေကိုခွဲပေးတာမျိုးအဲ့လိုမျိုးလေးလုပ်ဖို့လိုတာဒါဆိုကိုမှပေါ့သွားတယ်ပေါ့နော်ပေါ့သွားတယ်ကိုလည်းလုံးစရာကိုနိုင်တဲ့လောက်ပဲတနိုင်ပေါ့နော်နိုင်တဲ့လောက်ပဲအဲ့လိုမျိုးသွားတာပို့ပြီးတော့အဆင်ပြေနောက်တစ်ခုကအဲ့ခါကျတကယ်ကြီးမိတ်ဆွေတွေကိုပို့ပြီးတော့အချိန်ပေးလာနိုင်ဘာလို့ဒီမှာလေစိတ်ကလည်းဝင်မပြီးတော့ဘူးတခြားသူတွေကိုလည်းဟိုတာဝန်တွေခွဲပေးတဲ့အတွက်ကြောင့်မို့လို့ကိုလည်းဝင်ပေါ့အဲ့တော့ကိုစိတ်နှလုံးသုံးပါလည်းဟိုဖြစ်တယ်ပေါ့နော် fresh ဖြစ်နေလန်းဆန်းနေတယ်ပေါ့ပေါ့ပါလန်းဆန်းနေတယ်ပေါ့နော်ကိုလေးကျင်ကန်းသွားရမယ့်အချိန်တို့အဲ့လိုမျိုးဝါဂျင်သွားရမယ့်အချိန်ယောဂဆောရမယ့်အချိန်ဘာလို့ရမယ့်အချိန်အဲ့လိုမျိုးကိုယ့်အတွက်အချိန်တွေလည်းထွက်လာနိုင်မယ်ပေါ့နော်နောက်တစ်ခုကဒီမှာကတော့ဒီမှာပုံမှန်တွေ့တဲ့အတိုင်းပေါ့နော်ဒီပုံကတော့နည်းနည်းထူးဆန်းတယ်ဆိုတာ okay ထူးဆန်းတာတော့မဟုတ်ပါပုံမှန်ပါပဲဒီ cat က good karma cat ကကြာဒီအနောက်ဟို modern ပေါ့နော်ဒီခေတ်သစ်ပိုင်းကိုနည်းနည်းပိုရောက်တယ်ရှေး tarot နေနဲ့တော့တိတ်တော့ဟိုမဖြစ်ဘူးပေါ့နည်းနည်းရှေးဦးမဆန်ဘူးပေါ့နော်ဟိုဒါ good karma cat ကိုသုံးမှုတဲ့သူတွေဆိုသိလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူက hero fan energy ကဆရာနဲ့တပည့်အဲ့လိုမျိုးပုံစံမျိုးဆိုပေမဲ့ဒီမှာအမြဲဝါသနာသူမိတ်ဆွေပေါ့နော်အဲ့လိုအပေါင်းအသင်းမရှိတာလားအပေါင်းအသင်းနေနဲ့ပို့ပြီးတော့ဆက်ဆံရေးအဆင်ပြေဖို့ဆိုတာက interest topic ပေါ့တခုခုကိုစကားပြောရမယ်ဆိုရင်ကိုစိတ်ဝင်စားတဲ့အရာကိုလည်းပြောမယ်တစ်ဖက်သူတွေသူတို့တွေစိတ်ဝင်စားတဲ့အရာကိုလည်းပြောမယ်ပေါ့နော်သူတို့တွေနဲ့အဲ့လိုနှီးနှောဖလှယ်လို့ရတဲ့အရာမျိုးအဲ့လိုမျိုးကိုဟိုသွားမယ်ပြန်တစ်ခုကကိုမှမိတ်ဆွေတငယ်ချင်းတစ်ခါကြာရင်ဒီတိုင်းခင်နာမင်းနာဒါပေမဲ့ရှောက်တဲ့လမ်းတွေကမတူကြအောင်နော်အဲ့ဒါဆိုရင်လည်းဟိုသူတို့အတွက်အချိန်ပေးဖို့ဆိုတော့ဒီမှာပေါ့နော်ခုနကကိုမှတာဝန်ပြီးနေတဲ့ဟာတို့ဟွာဖြစ်လိုက်ရင်တော့အချိန်ပေးလို့ရတယ်နောက်တစ်ခုကကိုနဲ့ဝါသနာသူမိတ်ဆွေနဲ့ဆိုရင်မှာ seminar တွေတက်တာဟိုသင်တန်းတွေတက်တာ workshop ပေါ့နော် workshop တွေတက်တာအဲ့လိုအပြန်အလှန်ဆွေးနွေးတာအကြောင်းတရားအကြောင်းအရာတွေပေါ့နော်ဟိုကိုစိတ်ဝင်စားတာသူစိတ်ဝင်စားတာတကယ်လို့ဝါသနာတူလဲဆိုလဲအဲ့ဒီ topic တစ်ခုကိုပဲအကြောင်းအရာတွေဆွေးနွေးတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလောက်ဖို့လိုအပ်တယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလာပါလိမ့်မယ်အဓိကတော့ဒီမှာ blog ကဝင်ပြီးတာနဲ့ပတ်သက်ပြီးတော့ပဲစိတ်မှာလေဟိုကိုမှတာဝန်ပေါ့နော်တာဝန်များတာဝင်ပြီးနေတာအဲ့ဒါတခုပဲအမြဲတော့မြင်ရပေါ့နော်ရှောင်ရမယ့်အရာကရှောင်ရမယ့်အရာကတော့လေအနည်းဟိုအများကြီးတော့ true တော့မခံစားမိဘူး sense မှာလေနော်ဘာကိုခံစားမိလဲဆိုရင်ဒီမှာကြည့်ပါပေါ့နော်ပုံလေးမှာဒီလိုမနေနဲ့ဒီလိုနေဒီလိုမနေနဲ့ဒီလိုနေအစုပ်ပုတ်ပြီးတော့မနေနဲ့ပေါ့ဒီလိုနေပေါ့နော်လူတိုင်းကလေလူတိုင်းမှာဟိုဒီလိုမျိုးပုံမှန်ကြည့်လိုက်လို့ဟာကိုကြီးပဲကိုတယောက်တည်းကြီးပဲဒီလိုမျိုးဟိုပေါ့နော်ငွေကြီးရပူပန်ရတာအလုံးကြောင်ပူပန်ရတာပညာရေးကြောင့်ပူပန်ဆောင်းမွေးကြောင့်ဘလို့ပါဖြစ်နေအဲ့လိုမျိုးပူပန်နေရတယ်ဆိုတာမျိုးကိုတယောက်တည်းဖြစ်နေတယ်လို့ထင်တယ်တကယ်တော့မဟုတ်ဘူးလူတွေကတယောက်နဲ့တယောက်နဲ့အကုန်လုံးကချိတ်ဆက်နေကြတာမျိုးနော်အဲ့တော့ချိတ်ဆက်နေရဆိုတေချာရဲ့တခြားသူတွေမှလည်းရှိပါမယ်သူ့အချိန်နဲ့သူပေါ့နော်ဒီမှာဒီလိုမနေပါနဲ့ပေါ့ happiness energy မျိုးလေးပို့ပြီးတော့နေပါရှောင်းမဲ့အရာမှာဒီလို vibe ပေါ့ဟိုပြီးတော့အတိတ်က okay thank you ဒီဟာက9 of wands တော့မဟုတ်လား10 of wands ဆိုပေမဲ့အတိတ်ကပြီးသွားတယ်အပေါင်းအသင်းကဏ္ဍတွေမှာလည်းပေါ့တငယ်ချင်းတွေကဏ္ဍဆိုတာဟ
အမြဲတမ်းကြီးအပေါင်းအသင်းမိတ်ဆွေတွေမှာလည်းအမြဲတမ်းကြီးသူတို့တွေကလည်းကောင်းနေနိုင်တာမျိုးမဟုတ်တစ်ခါကိုနဲ့စိတ်အဆင်မပြေတဲ့အခြေအနေမျိုးတွေသူ့ဘက်ကအစိတ်အဆင်မပြေတဲ့အခြေအနေမျိုးတွေရှိတတ်တယ်အဲ့ဒါဒီမှာလေအဲ့ဒီဝန်အတိတ်ကပြီးသွားပြီအဲ့ဒါကိုထားခဲ့လိုက်တော့ပေါ့နော်အဲ့ဒါကိုပြန်ပြောလို့မပြီးနေဘူးပြန်ပြီးတော့တွေးနေလို့မပြီးနေဘူးအဲ့လိုမျိုးဆိုရင်အဆင်မပြေဘူးเนาะအဲ့ဒါလေးကိုနည်းနည်းတတိထားဖို့လိုတယ်ဒီမှာဆို तू အတိတ်ကအကြောင်းအရာပေါ့နော်ဒီမှာတော့တကယ်တော့ဒီကက်ကအတိတ်နဲ့တော့ဟောပြီဒါပေမဲ့အဲ့လိုမျိုးခံစားမိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာစကားကြီးပြောတဲ့အခါမျိုးမှာလေ positive view တောင်းပေါ့နော်အပြုသဘောဆောင်တဲ့ဘက်ကိုပဲဥတည်ပြီးတော့သွားပြီးတော့အဲ့လိုအပြုံးမပြတ်ပေါ့နော်အပြုသဘောဆောင်တဲ့ဘက်ကိုပဲသွားပြီးတော့ focus ထားပြီးတော့အာရုံစိုက်ပြီးတော့သွားဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ sharing ပေါ့ဝေမျှခြင်းပေါ့နော်ဝေမျှခြင်းကနံပါတ်1ကဒီပစ္စည်းကပစ္စည်းတို့ဘာလို့နိုင်ဝေမျှပဲဒါမှမဟုတ်လေ knowledge sharing ပေါ့နော်ဒီဘဟုတုတပိုင်းအတွေ့အကြုံပိုင်းကိုအကောင်းမြင်စိတ်နဲ့ sharing လုပ်တာမျိုးဒီမှာဆိုပုံမှန်တွေ့တဲ့အတိုင်းပေါ့နော်အဲ့လိုမျိုးတွေကိုတင်ယူထားတဲ့ကို learning လုပ်ထားတဲ့တင်ယူထားတဲ့အရာတွေအဲ့ဒါတွေကိုပြန်ပြီးတော့ဝေမျှတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဆိုရင်ပို့ပြီးတော့အဆင်ပြေလာပါလိမ့်မယ်နော်အဲ့တော့နောက်ဆုံးပေါ့နော် file number 3ကိုအမေထဲတော့လေးကိုဒီတိုင်းပဲခဏလေးဒီတိုင်းလေးပဲโอเคအဲ့တော့ file number 3တက်ပေါ့ထပ်ပြီးတော့ Oracle message လေးထပ်ပြီး full through deck ကနေဘယ်လို message တွေရအောင်လဲเนาะဒီမေလမှာ file number 3ကအဖက်မှာတိုးတက်ပြောင်းလဲဖို့အတွက်เนาะfull message social deck ကဘယ်လို message တွေရအောင် Q emotions တဲ့เนาะဒီ file number 3ရဲ့ live မှာတဲ့ကိုယ့်ရဲ့ဘဝပေါ့ဘဝကိုမပြောခင်လေ daily ပေါ့နေ့စဉ်ဘယ်လိုခံစားချက်တွေကကိုယ်လွှမ်းမိုးမဒေါသတွေနေ့စဉ်ထွက်နေရလားသူများကို negative point တွေပေါ့နော်မကောင်းတဲ့အမြင်တွေနဲ့ပဲမြင်နေတာမျိုးလားတိမ်ငယ်စိတ်တွေနဲ့ပဲရှင်းသန်နေရလားကြောက်ရွံ့စိတ်နဲ့ပဲရှင်းသန်နေရလားရှက်တဲ့စိတ်နော်အားငယ်တဲ့စိတ်အဲ့လိုစိတ်မျိုးတွေနဲ့ပဲရှင်းသန်နေရလားအထီးကျန်တဲ့စိတ်မျိုးနဲ့ပဲရှင်းသန်ရ emotions ပေါ့နော်စိတ်ခံစားချက်ကဘယ်ရာကိုအတွက် dominant လဲပေါ့နော်ဒါမှမဟုတ်ရင်လည်းနေတိုင်းဟာကိုယ့်အတွက်မနက်မိုးလေးမျက်လုံးနှလုံးဖွင့်တာနဲ့ပေါ့ပွားပျော်ပျော်ရွှင်ရွှင်နဲ့ပဲအဲ့လိုမျိုး happiness vibe ပေါ့နော်အဲ့လိုမျိုးနဲ့သွားနေတာလားပေါ့နော်အဲ့တော့ okay ဒီမှာလဲ तू ကဘာပြောလဲဆိုရင်ကိုယ့်ရဲ့တနေ့တာကိုတဲ့ဘယ်လိုမျိုးနဲ့ stress တွေစိတ်ဖိစီးမှုတွေများပြီးတော့မိသားစုအတွက်တငယ်ချင်းမိတ်ဆွေအတွက်ဘာအတွက်ညာအတွက်ပေါ့နော်စိတ် stress or joy နှစ်ခုတစ်ခုရွေး stress or joy နော်ပျော်ရွှင်ပါလား stress ပြီးခံပါလား trust or anger ဖြစ်တည်နေတဲ့အခြေအနေကိုယုံကြည်မှုရှိနဲ့ဖြစ်တည်နေတဲ့အခုလက်ရှိ present mode မှာအကောင်းဆုံးရှင်သန်တာ trust the process ကိုတရားကိုလုပ် action ယူရမယ်ဒါဖြစ်လာမယ်ဘယ်အချိန်လဲ okay မပူသေးဘူးဒီ trust နော် process ဖြစ်လာမယ့်ဟာကိုကယုံကြည်မှုဒါမှမဟုတ်ရင်လည်း or anger အားရှိဒေါသထွက်နေရတာ trust or anger ဒါမှမဟုတ်လည်းနောက်တစ်ခုက anxiety or peace anxiety စိတ်ပူပန်နေရလားဒါမှမဟုတ်ရင်စိတ်ကိုငြိမ်ငြိမ်ကြက်နဲ့ပဲဖြတ်တန်းနေတာဒါ choice လုပ်ရမှာအခု choice ဖိုင်နံပါတ်3တက်ဆိုရင် stress or joy okay stress or joy အဲ့နှမျိုးတွေကဘယ်တစ်မျိုးရေးမယ်အဲ့လိုမှန်းခဲ့ပြီးလို့ရတယ်နော် trust or anger ယုံကြည်မှာလား or anger ဒေါသတွေရွေးထွက်နေမှာလားနော်အဲ့နှစ်ခုတွေကဘယ်လို vibe မျိုးနဲ့ရှင်သန်မလဲနေတဲ့နေ့ကိုနောက်တစ်ခုကပူပန်မှု anxiety ပူပန်မှုစိတ်ပူပန်မှုပူပန်ကြောက်ကြမှုပေါ့နော် anxiety or peace ငြိမ်းချမ်းနဲ့သွားမှာလားစိတ်ငြိမ်းချမ်းအောင်နေရလားဒါမှမဟုတ်ရင် anxiety ပူပန်ကြောက်ကြမှုတွေနဲ့ရှင်းသန်တယ်အဲ့ဒါလည်းအမျိုးရွေးခဲ့ပြီးလို့ရတယ်အဲ့တော့အမျိုးမှာ we have only today right now the journey တခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒီနေ့တစ်နေ့အမျိုးဒီ Reiki 5 principle မှာဆိုရင်အဲ့လိုမျိုး level 1မှာဆိုရင်ပေါ့နော်5 principle 5ခုရှိအဲ့ဆိုအဲ့5ခုစလုံးကဘာလဲဆိုရင် for 24 hours ဒီနေ့အတွက်ပဲ24နာရီအတွက်ပဲအဲ့တော့ဒီနေ့မှာမှအဲ့လာမဲ့24နာရီမှာမှ right now အခုအချိန်တခုပဲရှိတယ်အခုအချိန်အဲ့အချိန်က
အခုအချိန်မှာစိတ်ဖိစီးနေရလား stress ဖြစ်နေရလားဒေါသတွေထွက်နေရလားစိတ်တွေပူပန်ကြောင်းကြနေရလားမနာလိုနေရလားဝင်တူနေရလားအဲ့လိုစိတ်မျိုးနဲ့ဖြတ်တန်းနေရဒီလိုမှမဟုတ်ဘူး24နာရီမှအခု right now အခုအချိန်လေးကိုပဲပျော်ရွှင်မှုနဲ့ဖြတ်တန်းနေရလားtrust the process เนาะဖြစ်လာမယ်ယုံကြည်မှုနဲ့ဖြတ်တန်းနေရလားငြိမ်းချမ်းမှုနဲ့ဖြတ်တန်းနေရလားเนาะအဲ့ဒါကိုမှန်းခဲ့ပြီးလို့ရတယ်เนาะဘာဖြစ်လဲဆိုတော့ဒီ final map 3အတွက်ကဒီမှာကြည့်ပါဦးဒီခက်လေးဖတ်လိုက်အကောင်လုံး one stage ပဲ one stage ပဲပြုံးပြော်နေတာတော့ဒီမှာ2ခုတော့ရှိပါတယ်2ခုโอเคဒါလေးလည်းပြုံးပြော်ပါမစိုးပါဘူးเนาะဒါပေမဲ့ one stage အတိတ်ပဲအကြသူကပါလဲဆိုတော့ခုနအမြင်ပြောသလိုမျိုးချိုးချိန်တွေမှာ tension အများများတယ်ဒီဟာလေno goal no destination will bring us the feeling we seeking အဲ့ဒါဘာလဲဆိုတော့ तू ကဘာပြောတာလဲဆိုတော့အချင်းချုပ်လေးပဲပြောပြတော့မယ်เนาะဒီຢာကြီးအသေးစိတ်ဖတ်ပြီးမပြောတော့အဲ့တော့ဒီအခုရောက်နေတဲ့အချိန်ပေါ့เนาะအဲ့ဒီအချိန်ဒီ present right now အဲ့ဒီအချိန်မှာတဲ့ကိုကအဲ့လိုအဲ့လက်ရှိရောက်နေတဲ့ချိန်ကိုတန်မိုးထားလိုက်တယ်တန်မိုးထားရဲဆိုတာကိုပင်ပန်းအောင်မလို့ကိုစိတ်ပူပန်အောင်မလုပ်ဘူးကိုစိတ်ဖိစီးမှုတွေနဲ့မလုပ်စိတ်ဖိစီးမှုတွေအဲ့စိတ်ဒေါသတွေအဲ့ဒီပူပန်တဲ့ဟာတွေအဲ့ဒီအားတွေကလေခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအတွင်းကလေးစားကိုတွားပြီးတော့ထိခိုက်တယ်ပေါ့နော်အဲ့ဥမာ anger ဒေါသကြီးရင်သူကအသေးအဲ့လိုမျိုးပူပန်ကြောင်းကြမှုတွေအဲ့ stress ဆိုရင်ဒီ one တွင်းကလေးစားအကုန်လုံးပေါ့နော်အဲ့ဒီဟာကိုတွားပြီးတော့ affect တွားပြီးတော့ရှိတယ်တက်ရောက်မှုရှိတယ်ပေါ့အဲ့တော့ကိုယ်ခန္ဓာကိုယ်ကိုစိတ်နှလုံးသုံးပါလိမ့်နော်ကိုယ်စိတ်ကိုလည်းမပင်ပန်းအောင်ကိုယ်ခန္ဓာကိုယ်လည်းမပင်ပန်းအောင်ကိုယ်စိတ်နှလုံးကိုလည်းငြိမ်းချမ်းနေအောင်အဲ့လိုမျိုးသွားဖို့လို့အဲ့ဒါတန်မိုးကိုတန်မိုးထားတာနဲ့အတူတူပဲပေါ့နော်အဲ့တော့အဲ့လက်ရှိရောက်နေတဲ့အချိန်ကိုကတန်မိုးထားနိုင်မယ်အဲ့လိုမျိုးဆိုရင်အဲ့လိုတန်မိုးထားနိုင်လားလေးကိုအတွက်ပို့ပြီးတော့ကောင်းတယ်ပေါ့နော် abundance ဖြစ်တဲ့ပို့ပြီးပေါ်များကျွယ်ဝတဲ့ energy ကို attract လုပ်နိုင်နေပြီပေါ့နော်ပို့ပြီးတော့ဆွဲဆောင်နိုင်တယ်ကိုနာကိုရောက်လာအောင်ကိုအရာယူနိုင်တယ်အဲ့ဒါဆိုရင်ပဲဖြည်းဖြည်းနဲ့ဘာဖြစ်လဲဆို fulfillment ပေါ့နော်ကိုရဲ့စိတ်ဆန္ဒတွေပြည့်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် Okay အဲ့ so action ကိုပြောပါမယ်ခုနက emotions အကြောင်း dominant emotions အကြောင်းပြောရင်းနဲ့လीဘာလောက်ခိုင်းလဲဆိုတော့ तू ကဘာလောက်ခိုင်းနေတော့မဟုတ်ပါဘူးဘာလောက်ပါလို့အကြံဉာဏ်ပေးလဲဆိုရင်အဲ့တော့လောက်ခိုင်းနေဆိုတာဒါဒီမှာ तू ကမေကုန်းလေးတွေမိတာ What do you want to feel I want to get out them Okay ကိုက तू ကလी Okay ဒီဟာပါပဲဘာလို့ပြောရမလဲဆိုတော့ desires ပေါ့နော်ကိုစိတ်မှာအဖြစ်ချင်ဆုံးစန္ဒနော်အဲ့ဒီစန္ဒတွေနဲ့တဲ့ဖြစ်ချင်တဲ့အရာတွေနဲ့အဲ့လိုကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုတန်မိုးထားတဲ့အရာတွေကိုယ့်ရဲ့ life ကိုအဲ့လိုမျိုးယူနိုင်မှုပေါ့နော်ယူနိုင်မှုဆိုတာမှာအဲ့လိုယူနိုင်မှုဆိုတာမှာကို့မှာလေအဲ့လိုယူနိုင်နေလုံနိုင်နေဖြစ်နိုင်နေဆိုတော့ဟိုဟာရှိဖို့လိုတယ်ပေါ့နော်ယုံကြည်ချက်ပေါ့နော်ယုံကြည်ချက်ရှိဖို့လိုတယ်ဒါပေမဲ့အမျိုးကတစ်ခါကြာရင်လေအဲ့ဒီ dreams အဲ့ဒီစိတ်ကူအဲ့ဒီ desires ဒီကိုဖြစ်နိုင်တယ်ဆိုတော့ယုံကြည်ချက်ရှိနေတယ်ဆိုပေမဲ့အဲ့ဒီဟာကိုကဒီ step by step အဲ့ဒီကိုရောက်ဖို့ဆိုတာကိုကဒီလက်ရှိအချိန်တွေကိုအာယုံစိုက်ပြီးတော့တွားပြီးတော့သွားနေဖို့လိုအပ်တယ်ထိုင်ပြီးတော့ပူနေရမှာမျိုးမဟုတ်ဘူးဒီစိတ်ကူအိမ်မက်ကြီးဖြစ်လာပါမလားဘယ်အချိန်ဖြစ်လာပါမလဲငါလုံးနိုင်ပါမလားအဲ့လိုမျိုးထိုင်ပြီးတော့ပူနေရမှာမဟုတ်ဘူးကိုလုံးရမယ့်ဟာကိုပဲတစ်ခုပြီးတစ်ခုပေါ့နော် action ယူရုံပဲဒါပေမဲ့ကိုယ့်ရဲ့ action ယူလိုက်တိုင်းမှာလည်းကိုယ့်ရဲ့အမြင်အာရုံကိုယ့်ရဲ့စိတ်ဆန္ဒပါလဲဆိုခုနကကိုယ့်ရဲ့ dreams ပေါ့နော်အဲ့ဒီအရာကိုဖြစ်နေပြီဆိုတဲ့ပုံစံပေါ့နော်ဒါကိုငါရအောင်ဖြစ်နေပြီဖြစ်ဆူတောင်းနေပေါ့နော်ဆူတောင်းနေဖြစ်လာပါစေလို့ဆူတောင်းတာထက်ဆိုင်ကိုယ့်ရဲ့အမြင်အာရုံနဲ့ငါဒီနေရာမှာဥမာကိုက trainer တယောက်ဖြစ်ချင်တယ်ဆိုရင် okay trainer role မှာကိုက trainer role မှာနေပြီးတော့ဒီကိုယ့်ရဲ့ clients တွေကိုယ့်ရဲ့ပေါ့ကိုစီမလာတင်ယူမဲ့သူတွေပေါ့နော်သူတို့တွေကိုတင်ယူနေပြီတင်ပေးနေနိုင်ပြီအဲ့လို role မှာကိုကအမြင်အာရုံမှာပုံဖော်နေနိုင်မှုလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပါနော်အမြင်ဒီတိုင်းတော့အတိတ်ပဲအသေးချာကြီးမပြောတော့ဘူးနော်အဲ့တော့အဲ့လိုမျိုးကို
ကိုယ့်ရဲ့စိတ်ဆန္ဒရှိတဲ့ desires ကိုတွားနေနိုင်မှုဆိုတာကိုယ့်ရဲ့လက်ရှိဒီ right now เนาะ present mode အခု present ကိုယ့်ရဲ့ present self ကဒေါသတွေနဲ့ပြည့်နေတာပူလောင်နေမှာအသေးကြပဲ vibration တွေလုံးဝနှိမ့်နေမှာပဲเนาะပြီးတော့အဲ့လိုပဲစိုးရင်ကြောင်းကြမှုတွေ worry ပူပန်မှုတွေစိတ်မှာဖိအားတွေဒီရနေတဲ့ကိုယ့်ရဲ့ဒီ second လေးအခု bright now နေเนาะအခုချိန်လေးကိုအဲ့ပူလောင်မှုတွေနဲ့တွားပြီးတော့ပိတ်ဆို့နေမယ်ဆိုရင်တော့ဒီကိုယ့်ရဲ့ dreams ကို attract လုပ်နိုင်မှာမဟုတ်သေးဘူးเนาะအဲ့တော့ကိုလက်ရှိရောက်နေတဲ့အချိန်တွေကိုအသက်အနိုင်ဆုံးငြင်းကြမ်းလေးနဲ့စိတ်ကိုအတည်ငြိမ်ဆုံးထားပြီးတော့เนาะကိုလှုပ်ဆောင်ရမယ့် action ယူရမယ့်အပိုင်းကိုတစ်လမ်းပြီးတစ်လမ်းတစ်ချက်ပြီးတစ်ချက်လုပ်သွားတာပို့ပြီးတော့အဆင်ပြေတယ်အကြောင်းကျိုးဆောင်တဲ့တနေ့မှာရောက်လာနိုင်မယ်ဘယ်အချိန်လဲဆိုတာမျိုးဖြစ်မှာဆိုလို့เนาะအချိန်တွေကိုအမျိုး tarot card တွေနဲ့ကြည့်ပြီးတဲ့အခါမျိုးမှာလည်းအချိန်တွေကိုပျော်ကြတယ်ပေါ့နော်ဟိုမှာ8ရက်ဆိုရင်လည်း8ရက်ကိုမျှော်တယ်ပေါ့နော်8ရက်ဖြစ်သွားတော့မှenergy အဆင်ပြေဦးထင်တယ်ဆိုတော့ကိုယ်စိတ်က relax ပေါ့ short ချလိုက်တဲ့အချိန်စိတ်ကလေကိုလုံးဆရာရှိရဲ့အရာကိုပဲအာယုံစိုက်ပြီးတော့စိတ်ကို short ချပြီးတော့အာယုံစိုက်ပြီးလုပ်နေတဲ့အချိန်မှာရောက်လာတယ်အကြောင်းအကျိုးဆောင်တဲ့တနေ့ပေါ့နော်အကြောင်းအကျိုးဆောင်တဲ့အချိန်မှာရောက်လာတယ်နော် okay so ပိုင်နံပါတ်3ကိုအမီဒီနေရာမှာပဲအဆုံးတက်ပြရစီအဆုံးထိအချိန်ပေးပြီး energy ပေးပြီးကြည့်ပေးတဲ့ဥတရားစီတိုင်းကိုကျေးဇူးများတင်ပါတယ်အမရိုစီမှာ personal reading package လေးဝယ်ချင်တာပဲဖြစ်ဖြစ် tarot oracle ကလေးအမှားတင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုယ်ပိုင်အားလဲချိန်မှာအခြေခံ tarot funding လေးတွေကို video package လေးတွေနဲ့လေ့လာချင်တာပဲဖြစ်ဖြစ်101 healing session လေးတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းလို့တာပဲဖြစ်ဖြစ်အဲ့တော့ဆိုရဲ Facebook chat box မှာဖြစ်စီcomment နေမှာဖြစ်စီပေါ့နော်လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ် admin team က online share နဲ့ချက်ချင်းအကြောင်းပြန်ပေးမှာဖြစ်ပါတယ်ဒီ self improvement reading လေးကိုကိုကသဘောကျနှစ်သက်တယ်ပေါ့နော်ကိုအတွက်ပေါ့နော်personal reading လေးမှာဖတ်ချင်တယ်ဆိုရင်အမလို့ရှိမှာ self improvement reading package လေးပေါ့မိကုန်း5ခုပါဝင်တဲ့ self improvement reading package လေးကိုဒီလို1 year တစ်နှစ်စာပေါ့နော်တစ်နှစ်စာဖတ်ပေးတဲ့ service လေးရှိပါတယ်အမလို့ဒီတစ်နှစ်စာဆိုတော့လာတိုင်းပေါ့နော်မေလအတွက်ဇွန်လအတွက်ဇူလိုင်လအတွက်အဲ့လိုတစ်လစီ12ကြိမ်ပို့ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့အဆုံးထိချိန်ပေးပြီးနားထောင်ပေးလို့ကျေးဇူးများတင်ပါတယ် bye bye see you soon